အားလုံးပဲမင်္ဂလာပါရှင် AK Entertainment Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ချစ်စနီးငယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်ပေါ်တီကိုအောက်ကိုဒရက်တာမောင်းနေလာတဲ့ကားကိုသူမစိတ်ဝင်တစားလှမ်းကြည့်နေအောင်ပါပဲလူတယောက်ကကားပေါ်ကနေစမိုက်ကျစွာဆင်းလာပါတယ်အနေရောင်လဲပိတ်ကူချက်အင်းကြီးပေါ်ကနေဒူးတီရှိရဲ့လောင်ကုတ်ကိုဝစ်ဆန်ထားတဲ့အမျိုးသားမျက်မလုံးနဲ့အရက်အမောင်အဝင်းကကြည့်ရတောင်မှဆူရှာနေတဲ့မျက်ဝန်းတိမ်နဲ့အဲ့ဒီသူကြီးဟာသူမဦးလေးရဲ့တငယ်ချင်းနဲ့ဘလို့ပဲကြည်ကြည်ဒီလူကြီးဟာခလေးဖေဖြစ်တဲ့သူမဦးလေးတဲ့အများကြီးပူချောပူနုနေပါတယ် sorry ပဲငါကောင်ဟာငါနည်းနည်းနောက်ကျသွားတယ်ရပါတယ်ကွာငါလည်းရောက်တာမကြသေးဘူးအဲ့ဒီသူကြီးဟာသူ့ကိုအင်ကြီးချိုးပြီးဆိုဖာနောက်ကျောင်းမှာမိထိုင်လိုက်ပြီးတော့လူအပါဆိုဖာမှာဝင်ထိုင်လိုက်ပါတယ်ဒါပဲကလေးလေငါမှသမီးလေးကွာငငယ်ကမင်းတလောက်ထင်းခဲ့တာမမှတ်မိဘူးလားဟာဆန်ရှိုင်းလေးတောင်မှဒီရွေရောက်နေပြီလားဆန်ရှိုင်းနဲ့ခြေပထမဆုံးကြားဖို့တဲ့အခေါ်ပဲအေးအခု10တန်းဖြည့်ပြီလို့ငါတို့နဲ့လာနေရမမေကလည်းသူ့မျိုးတအားသိနေရလေကြောင်ပိတ်တာနဲ့တန်းပြီးတော့ခေါ်ထားတော့သူကအိမ်မှာပြင်းလို့ငါနဲ့လိုက်ချင်တယ်ဆိုလို့ခေါ်လာတာဟေးကို့မှတ်မိလားချီကောင်းအတာရမ်းပြန်လိုက်မိပါတယ်ငငယ်ကတော့မင်းကိုရဲ့လက်ပေါ်အောင်မစင်းမအောင်ချီဦးလေးဖြစ်သူအာခုတကြည်လန်းကြည့်လိုက်ပါတယ်ဒါကိုသဘောပေါက်တဲ့သူမဦးလေးဟာဝင်းရငါတူမလေးကိုငငယ်ကထိမ့်ပေးခဲ့ပွဲဘလောက်ငုံငုံသူချီလိုက်ရင်တူမလေးကတန်းတိတ်သွားတာဆန်ရှိုင်းလေးဆိုတာနဲ့အတန်လာရောက်ပြေးပြီးသားပဲချီဝေးရင်းဆိုတဲ့ဦးလေးကြီးကိုပြန်ကြည့်ပြီးမှမမမိလို့တောင်းပန်ပါတယ်ဦးအဲ့ဒီတောင်းကချီဟာအရင်ငယ်သေးလို့ပါသူကလည်းချီအားနေထွေးစွာပြုံးပြလာပါတယ်အဲ့ဒီနောက်မှာတော့သူနဲ့သူမဦးလေးကအလုပ်ကိစ္စပြောနေကြပါတယ်ချီလည်းပြင်းလာနဲ့နေဟာနေထားထွက်လာပြီးခြံထဲကိုဆင်းလာခဲ့လိုက်တယ်သူဟာ3နှစ်သမီးအရွယ်လောက်မှပဲသူမရဲ့ဖေဖေရဲ့မမေဟာဖေဖေအမျိုးတွေရှိရဲ့ကလောက်ပြောင်းရွှေ့ခဲ့ကြတယ်လို့မမေကပြောပူတယ်တခါတလေသူမမမေတို့ရန်ကုန်လာရင်တောင်မှသူမတော့ကြောင်းတက်ပတ်နေမှုဘယ်တော့မှအတူလိုက်ခွင့်မရခဲ့ပါဘူး။နှွေးကြောင်းပိတ်ရဲဆိုလဲနောက်ထပ်စားတဲ့နှစ်အတွက်စာရီကျူတင်ကျူရှင်နေကျူတက်ရတာမို့သူမအတွက်ကအမေဘက်ကဖွားနေတွေးဖို့အတွက်အခွင့်အရေးမသားခဲ့ဘူး။သူမဖဖေရောမမေရောအမျိုးတွေကစီကံကြည့်ပြီးပုံသွင်းတော်လုံးလို့နေအောင်ကြီးဆိုတဲ့သူမပြတာနေအောင်တွက်လက်နေမှုတစိုးတစိမ့်မှမရှိပဲနဲ့လူပုံကခက်အေးပါပဲ။လူကြောက်တာမျိုးတော့မဟုတ်ပေမဲ့လူများတဲ့နေရာတွေတစ်ခါမှမသွားဘူးလို့အခုဆိုရင်အိမ်ပြန်ထွက်ရင်တောင်ယောက်ျားလေးတွေရှိမှဖျက်မလျှောက်ရဲဘူးအိမ်ဟာလည်းယောက်ျားလေးနေတဲ့လုံးဝမပတ်သက်ခိုင်းလေအခုတောင်မှ10တန်းပြီးပြီမို့ဖေဖေကရန်ကုန်လိုက်ဖို့ပေးရအမန်စင်းထွက်ပြီးရင်တော့သူမကိုပြန်ခေါ်မယ်တဲ့ဖေဖေကသူမကိုလည်းအရန်ဦးတူတက်လောက်နာသူတို့ကလုံးမပြန်ခင်မှာဦးလေးကိုတီးချမှာသွားသေးရဲ့ငါရီစားငါသမီးကိုရီစားမထားစေနဲ့ခြေပန်းပင်းတွေကိုကြိတ်ပြီးအတွေးလုံးနေအောင်မှာနောက်ပန်းစီမှာဆန်ရှိုင်းလေးအဲ့ဒီအတန်တောင်နေတိမ်နောက်ကိုလှည့်ကြည့်လိုက်ပါတယ်။ဦးလေးလေးရောကျွမ်းလဲဝင်နေတယ်။သူကနေကြည့်ကိုခေါင်းစားခြေဆုံးကြည့်ပြီးမထင်ထားမိဘူး။ကိုငငယ်ထိန်ခဲ့ပူတဲ့ခလေးကအခုလိုလှထပတ်တောင်လေးဖြစ်လာလိမ့်မယ်လို့တကယ်ကိုအတော်လေးအရွယ်ရောက်လာပြီအတော်လေးလှလာပဲ။ကျေးဇူးတင်ပါတယ်ဦး။နောက်ရက်တည်းလဲအိမ်ကိုအလဲလာခဲ့လေမလာတော့ပါဘူး။ဒီမှာဦးတယောက်တည်းရှိရဆိုယောက်ျားတယောက်နေတဲ့အိမ်ကိုမလာသိဘူးလေ။အိမ်ကူတော်ရေးရှိပါတယ်။ဘာပဲဖြစ်နေကြည့်မလားရဲပါဘူး။သူဘာမှစက်မပြောပဲပြုံးရုပ်သားပြုံးလိုက်ပါတယ်။သူနဲ့15နှစ်တောင်ကွာတဲ့အဲ့ဒီကလေးမလေးကိုသူဘာလို့အာယုံစိုက်မိနေပါလဲ။ပြီးတော့သူတို့ချင်းအောင်လည်းအခုမှတွေးဖို့မဟုတ်ဘူးလား။ငါတို့မှတွိုင်းရအောင်။ဦးလေးဖြစ်သူကအိမ်တရားထွက်လာပြီးလှမ်းခေါ်လို့ချီရလေဦးဝင်းကိုခေါင်းကြီးနှုတ်ဆက်ခဲ့ပြီးဦးလေးဖြစ်သူထံမှပြေးလာခဲ့လိုက်ပါတယ်။ဝင်းငါတို့ပြန်တော့မယ်နော်။အေးဖြည်းတငယ်ချင်းပြည့်သူမြတ်သူရာကလေးသူ့ရဲ့မြင်ကွင်းထရားပြောက်သွားမှသူလည်းအိမ်ထဲကိုဝင်ခဲ့လိုက်ပါတယ်။နေအောင်ကြီးဆိုတဲ့အဲ့ဒီကလေးမလေးကိုလည်းသူမှမကြခင်မှာကျင်းတွေပါပြန်တွေးချင်မိရဲ့။တလောင်ငငယ်ရွရွလုံးနဲ့ကလေးမလေးကိုဘာကြောင့်များဝင်းဟင်ရှင်နဲ့တွေ့ကိစ္စဘလို့လဲဝင်းဟင်သူ့ရှေ့ရဖြူစင်တွေ့အောင်တစက်မှာအရေးမလောက်ပဲလက်ထရစီကရက်ကိုသာတရှိုက်ပြီးတရှိုက်ဖွာနေလိုက်ပါတယ်။သူနဲ့ဖြူစင်ရဲ့အဖေဦးတိုင်ရကလုပ်ငန်းပါတနာတွေဖြစ်ပြီးတော့ဖြူစင်တွင်နဲ့သူ့ကိုပါနေဆက်စည်းချနေရပါသူကလည်းအထာမပေးမိပါပဲနဲ့ဖြူစင်ဆွဲဆိုတဲ့မိန်းကလေးဟာသူ့ကိုစုပ်တွဲကပ်ပြီးချစ်ရေးပါစိုးထားပဲတွေ့မင်းနေရလေမင်းမိကိုမဖြစ်ဘူးဆိုတာဖြည့်စရာဖြည့်မရှိလို့ပေါ့ဒါလေးတောင်သဘောမပေါက်ဘူးလားဘာလို့လဲသူကဒီလောက်လာနေအောင်
အတိုင်းဝိုင်းလဲတောင်းနေပညာလဲတက်တယ်အရေးချမ်းလဲရှိပြီးရှေ့စနေဖြတ်ထိုက်ပါတယ်ပြီးတော့ရှင်နဲ့တွဲပြပြရလဲလုံငန်းပတ်တနာတွေပဲလေမင်းပြောသလိုပဲမင်းကအားလုံးပြည့်စုံပါတယ်ဒါပေမဲ့မင်းတခုကြံရဲ့မင်းကယောက်ျားတစ်ယောက်ကိုသူ့အိမ်ထိလိုက်ပြီးပူပန်းထက်တယ်အဲ့ဒါကြံခင်ထပ်ပြေးလိုက်သူပြောပြီးလက်ထရဆက်လိုက်ကိုဇပွဲပေါ်မှာဖိချိတ်ကထိုင်ချမှထိုင်ရလိုက်ပါတယ်မင်းနေကျင်စက်နေခင်နော်ငါကတော့ကိစ္စရှိလို့အပြင်သွားရအောင်မယ်ဖြူစင်တဲ့ဘာမှမပြောခင်ပါပဲသူကအရှင်ဦးအောင်အိမ်ထဲကနေထွက်ခဲ့လိုက်ပါတယ်ဝင်းဟင်ဖြူစင်တဲ့တယောက်ဒေါသတွေထွက်ပြီးကြံခင်မောင်တီးပေမဲ့သူလေးလူရှုထားလိုက်ပါတယ်သူဦးတည်နေရဆန်ရှိုင်းလေးထံကိုသူဆိုတာကမြတ်သူရာတို့အိမ်မှာတကားမရှိဓာမရှိဝန်းထွက်သွားလာခွင့်ရှိသူပါသူနဲ့မြတ်သူရာဆိုတာငယ်စဉ်ကလေးပွားရခင်မင်လာသူတွေမို့တငယ်ချင်းဆိုတာထက်အနီးကိုရီနဲ့ပို့တွေ့အန်တီမိုးကြီးသူမြတ်သူရာရဲ့အမေဖြစ်သူအတန်လှမ်းပေးနဲ့အိမ်ထဲဝင်ခဲ့တော့ချီဟာအိတ်ခမ်းထဲမှာတီဗီကြည့်နေမှသူ့ဟာလှည့်ကြည့်လာပါတယ်ဦးသူမထိုင်ရထားလိုက်ပြီးသူ့ထောင်လျှောက်လာတယ်လို့သူကလည်းသူမထောင်တက်တဲမတ်မတ်ပဲလျှောက်လာမှုနှစ်ယောက်သားခဏတွဲမှာပဲနီးကပ်လို့သွားပါတယ်ဦးဘာကိစ္စရှိလို့လဲအန်တီရောအိမ်မှာချီပဲရှိရဖွားဖွားနေမကောင်းလို့ဒေါ်လီယာစီကံလိုက်ပို့နေအားဦးရင်ထိုင်မောင်ဦးအတွက်ချီအေးဖြောခဲ့ပေးပါမယ်သူဆိုပါမှဝင်ထိုင်ပြီးသူမထိုင်ဆောင်နေအောင်မှာချီဟာအေးပလေးလေးကိုပိုက်ပြီးသူ့ထံရောက်လာပြီးဦးဖွင့်ပေးပါလားချီဖွင့်တာမရလို့သူ့ဟာအေးပလင်းလေးကိုထိုးပေးလာပါတယ်သူအေးပလင်းကိုဖွင့်ပေးလိုက်တော့သူမကျေးဇူးတွေအထက်ထက်တဲမိဖို့ကန်ထဲမှာပြန်ဝင်သွားပြန်နေသူမရဲ့လှုပ်ရှားမှုတွေထိုင်ဟာသူ့အရှင်ခုံစိတ်လို့ရှားစီရဘာကြောင့်လဲသူနဲ့ရှင်သူမခလေးမလေးပဲရှိသေးအောင်သူဟာအခုခလေးတယောက်ကိုရှင်းခုံနေရလားဖျားရင်ဒါပါချိန်နေလဲမြတ်သူရာနဲ့မက်ခင်ရွှေရတာသိရင်တော့သူ့အမှုချေရောမှာပဲအေးလေးသုံးဆောင်ပါဦးချီဟာအေးကွက်ကိုဥရှိမှချပေးလိုက်ပြီးလူကတော့ဦးနဲ့မျက်နှာချင်းဆိုင်မှာဝင်ထားလိုက်ပါတယ်ဦးကပွားပွားနဲ့အရေးကြီးပြောစရာရှိလို့လားအဲ့လိုမဟုတ်ပါဘူးဒီတိုင်းအလဲလာအောင်ပါအော်ဟုတ်ဆန်ရှိုင်းလေးဘယ်မှမသွားဘူးလားဘယ်မှမသွားတတ်တာမြတ်သူရာရောလိုက်မပို့ဘူးလားလေးလေးကမအောင်လေဆန်ရှိုင်းလေးဘက်ကဆန္ဒရှိရဆိုရင်တော့ကိုလိုက်ပို့ပေးမယ်လေတကယ်လားရင်ဦးသူမကအရန်ခွမ်းသာသွားပုံနဲ့ပြန်ပြီးလာပြီးမှချစ်ချင်းဆုပ်တယ်လို့ပဲမျက်နှာလေးကအရှောင်ပြောင်းသွားပြီးချီဖွားဖွားမပြောရင်မပြစ်ပါဘူးရဲ့ကိုပြောပေးပါမယ်တကယ်ပြောပေးပါလားအန်တီကလည်းခံပါပါကိုကသူ့သားလိုပဲလေဟုတ်ကဲ့ဦးကျေးဇူးပါနော်သူမပြုံးလိုက်တော့ပေါင်းလေးနှစ်ဖက်ကချစ်စရာကောင်းမိုးတက်လာပါတယ်ပခုံးထောက်နေတဲ့စပင်လေးတွေကခတ်အုပ်လေးနဲ့နုညံ့စွာပျော်တွဲကြနေပြီးနှကန်းလေးတွေကလည်းပန်းသွေးအောင်စူလန့်နေပြန်ပါတယ်သူကသာသူမနဲ့ပတ်သက်သမျှကိုတခုချင်းစီကိုစောင့်ဖွက်နေပြီးမြဲသူမကတော့သူ့ဦးလေးတယောက်လိုပဲမြောက်နေပဲဘယ်တော့မှကုထအသက်6ဝက်လောက်ငယ်မဲ့ကလေးတယောက်ကိုအခုလိုရင်ခုန်မိလိုက်မယ်လို့သူတကားမှရှောင်းလို့ပဲမစင်စားခဲ့မိဘူးပြောဟိုင်တော့သူဟာဒီအချိန်အထိမိမကိစ္စနဲ့ပတ်သက်ပြီးအရှုံးရှင်ကင်းခဲ့တဲ့သူ့ဘဝမှာမိမတယောက်လိုမပြတ်မနေလိုအပ်တာမျိုးလဲရှိလာမှာမဟုတ်ဘူးလို့ထင်ခဲ့တာအခုအဲ့ဒီခံယူချက်တွေကိုပြောင်းရတော့မယ်ထင်တယ်ဦးဟာသူ့ရဲ့ဂတိအတိုင်းသူ့မှာအပြင်ခေါ်သွားပေးဖို့အတွက်ဖွားဖွားစီမှာခွင့်တောင်းပေးခဲ့ပါတယ်ငါသားနဲ့ဆိုရင်တော့အန်တီကစိတ်ချပြီးသားဆိုပေမဲ့အန်တီထပ်ပြီးမှလာအောင်မယ်အန်တီမြေးလေးကိုဘာမှမဖြစ်စေနဲ့နော်သူမိဘတွေကတအားသေးလုံးလို့သူတို့မှဒီသမီးလေးတယောက်တည်းရှိဟာဆိုပြီးပိုးမွေးတယ်လို့မွေးထားတာတခုခုဖြစ်ရင်တော့အန်တီကောင်းပုံကြောက်လာမှာဆိုလို့စိတ်ချပါအန်တီဟာဆန်ရှိုင်းလေးကိုချစ်ရလေးတခုတော့မှမရှိစေပဲနဲ့အိမ်ကိုရွှွှွှွှွပြန်ပို့ပေးပါမယ်အေးပါစောစောလေးပြန်ခဲ့ကြအောင်နော်ဟုတ်ကဲ့အန်တီလာဆန်ရှိုင်းလေးဖွားဖွားချီရောက်သွားပြီနော်အေးဦးဟာသူမလက်လေးကိုဆွဲပြီးအိမ်တရားနေခေါ်ထုတ်လာခဲ့ပါရီလိုက်ရောက်တော့ဦးဟာဆန်ရှိုင်းလေးဘာရီဘယ်ရီသွားကြင်လဲမသိဘူးလေဦးပဲလိုက်ဖို့ပေးပါစိတ်ထဲမှာလှုပ်ချင်တာတခုခုမရှိဘူးလားသူမကမျက်တောင်လေးပုတ်ခတ်နဲ့စဉ်းစားခံထုတ်နေပြီးသူမကောင်းပေါင်းနေရင်မှသူမကိုလှည့်ကြည့်ပြီးအသေးလေးရနေပါရီစပင်လေးကိုစတောင်းလေးနှစ်ဖက်ခွဲထုံးထားပြီးပန်းနူရောင်ဝါလာအင်းကျင်လေးနဲ့သူမကသူ့ရဲ့မျက်လုံးထဲမှာတကယ်ကလေးပေါင်းစားလေးအတိုင်းပဲမျက်နှာကလည်းဘာမှမလိမ့်ထားတဲ့အတိုင်းနူးညံ့ပြူဥနေပြီးပါပြက်လေးပြီးနဲ့နှကန်းလေးတွေကပန်းရောင်တန်းကျက်တဲ့အနေအထားလေးမှရှိနေပါရီဟိုလေတကူတော့ရှိရဲ့ဦးရဲ့ဒါပေမဲ့လေချီဟာလူများတဲ့နေရာတွေမသွားရဘူးဆန်ရှိုင်းလေးကပဲသွားကြလို့လေရုပ်ရှင်ရောချီအခုတည်းရုပ်ရှင်ရောမှရုပ်ရှင်သွားမကြည့်ဘူးဖေဖေတို့ကလည်းမပို့ပေးဘူး
ချီရလဲဖဖေတို့မပူစားရဲဘူးလေကိုတော့ပူစားရဲပေါ့ဒါပေါ့ဦးကတဘောကောင်းတာချီဦးကိုရမ်းခင်နေဟုတ်ပါပြီဗျာလိုက်ဖို့ပြီးမယ်နော်ဝေသူမကောင်လေးကိုလှမ်းကြိုက်ပြီးပြောလိုက်ပါတယ်ချီရလဲဘဝမှာဘယ်တော့မှမရဘူးတဲ့လွတ်လပ်မှုဆိုတာဦးနေမှပဲခံစားဖို့တော့ပဲပြီးတော့ဒီကိုရောက်တော့မှဖြစ်ချင်တာတွေလှုပ်ချင်တာတွေအားလုံးလှုပ်သွားအောင်မယ်ဆိုပြီးချီရဲ့စိတ်ထဲမှာတေးထားလိုက်ပါတယ်သူမတို့ရုပ်ရှင်ရုံရောက်တော့ဦးကလက်မှတ်ဖြတ်ပေးရနဲ့သူမအတွက်မုတ်တီအများကြီးဝယ်ပေးလိုက်တယ်ဆန်ရှိုင်းလေးကိုမုတ်နေအများကြီးဝယ်ထားပေးရင်အချာပါစားချင်သေးလေဒါအရင်များနေပြီဦးရဲ့ဟိုရုပ်ရှင်ရုံတဲ့ကိုမဝင်ရသေးဘူးလားယင်ခဏဆောင်အောင်မေးအချိန်မကျသေးဘူးလေအော်ရုပ်ရှင်လက်မှတ်ကိုကြည့်ပြီးပြုံးစစ်စစ်ပြက်နေတဲ့သူမအောင်ကြည့်ခါဝေးဟင်းပါလိုက်ပြီးပြုံးမိရဲ့ထိပ်ပါပဲဒီကလေးကသူ့အချိန်တို့အတွင်းမှာဒီလောက်ထိစုမိုးသွားနိုင်ခဲ့တာပဲသူတို့အချိန်ကြာလို့ရုပ်ရှင်ရုံနဲ့ပါဝင်တော့ချီပေးကောင်ကလည်းယောက်ျားလေးသူ့ရဲ့ဘေးကောင်ကလည်းယောက်ျားလေးပြက်နေရောဝေးဟင်းကပြသူ့မိမလက်မောင်းလေးကိုဖတ်ပြီးသူမကိုလေးကသူ့ဘက်မှာမတိမတာဆွဲထားပါတယ်။ဦးဘာလို့ဖတ်တာလဲတတောင်းတက်တာမပြည့်နေပဲနဲ့ဟိုဘက်ကောင်ကယောက်ျားလေးလေကွာလူတယောက်ကိုအသက်လုပ်ပြီးဆွဆွဲရမဟုတ်ပေမဲ့ကိုဘက်ကကောက်ခွေထားတော့အကောင်းဆုံးပဲချီဟာသူ့ကနားမလည်တယ်လို့မောကြည့်လာပါတယ်။မုံစားတော့မလားဟုတ်စားမယ်ဝေကလက်တပတ်တဲ့နဲ့ပေါပေါပူကိုဖွင့်ပြီးသူမကိုပါအရန်တက်ခုံကျင်းလိုက်ပါတယ်ကိုဘာသာစားပါမယ်ဦးရဲ့အသာနေပါရုပ်ရှင်သားကြည့်ဟုတ်ဦးအောင်မုံစားရာစားရေတောက်တာဆုံးချီကိုကြည့်ကိုလက်နဲ့မလောက်ခိုင်းမေသူပဲအကုန်လောက်ပေးပါတယ်သူမမိဘတွေတောင်းမှနေမကောင်းတဲ့အချိန်ရလွယ်လို့အခုလိုအချိန်မျိုးဘယ်တော့မှမလောက်ပေးဘူးဦးကသူမအတော်သိအောင်ချိန်ရွှေ့ပုံပဲငငယ်ကလေးကဦးကသူမလက်ပွားမချဘူးတလို့သူမကလည်းဦးကိုအတော်လေးခင်တွေ့ရတဲ့မတွေ့ရတာ15နှစ်လောက်ကြာသွားတောင်းမှဦးကသူမအခုထိချက်နေတော့မယ်သူမတို့ရုပ်ရှင်ရောအပြန်မှာဦးကသူမကိုအေးဆိုင်တဆန်ခေါ်လာပေးပါတယ်ဆန်းရှိုင်းလေးဟာတောင်းမလဲဖေးသီးပြော်ရီတောင်းမယ်ဖေးသီးကြိုက်တာလားဟုတ်တယ်ဦးသူလည်းဘာမှဆက်မမေးပဲဝိတာကောင်းလေးကိုဖေးသီးပြော်ရီနှစ်ခွက်ပေးပါဒါနဲ့ဆန်းရှိုင်းလေးကဆက်ရှင်နဲ့ပြေးတော့မှာလား9လလောက်လို့တည်ရဲ့အော်ဒါဆိုရေးစားတို့ဆန်းရှိုင်းလေးကိုသဘောကျနေတဲ့သူဒါမှမဟုတ်ဆန်းရှိုင်းလေးဘက်ကသဘောကျနေတဲ့သူတွေပါရောရှိလားဟဲမရှိပါဘူးရဲ့ဖေဖေကယောက်ျားလေးတငယ်ကြံတောင်မှမထားခိုင်းဒီဟိုတောင်မှအောင်တက်တက်နဲ့ပို့ပေးရဖေဖေကကြည့်ကိုတက်ဆက်လေးမှစိတ်ချမဟုတ်ဘူးဦးကဘာလို့မေးရလဲဘာမှမဟုတ်ပါဘူးဒီတိုင်းပဲသိကြလို့မေးကြည့်အားထိုခိုက်မှာတော့ဝိတာကောင်လေးကသူတို့စီကိုဖြိုရည်ခွက်တွေလာပို့ပေးပါတယ်ဦးရောဘာလို့ခုထိမိမမယူသေးရလဲချစ်သူတွေဘာတွေရောမရှိဘူးလားမရှိပါဘူးကိုဘွားမှာဘယ်တော့မှမိမတယောက်ကိုမလုပ်အပ်ခဲ့ဘူးအိမ်တောင်ပြုတ်ဖို့လည်းစိတ်မကူးခဲ့ဘူးဒါပေမဲ့အခုကအဲ့လိုမဟုတ်တော့သူမသူ့စကားကိုစိတ်ဝင်စားသွားဟန်ပြည့်နေတဲ့မျက်ဝန်းတိတ်နဲ့သူ့ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်လာပါတယ်ကိုခုကောင်းမလေးတယောက်ကိုသဘောကျနေမိရဲ့သူကအခုအတော်လေးစိုးမိုးထားတာသူနဲ့စုံတာလည်းဘာမှမကြသေးဘူးဒါမဲ့ကိုကတော်လေးညှိတွယ်နေရသူကမသိဘူးလားမသိတော့ဘူးဦးဟာသူသိအောင်ပြောပြလေသူမုန်းသွားမှဆိုလို့သူ့အချစ်ကိုမရရင်နေပါစေအမုန်းနေတော့မလို့ချင်းဦးဟာသူ့ကိုတကယ်ချက်တာလားတကယ်ပေါ့သူ့ကိုမရှိမပြတ်လိုအပ်နေပြီမယ်ကိုရှိကိုလည်းမတိုးရဲဘူးဆန်ရှိုင်းလေးအထင်ကိုဘာလို့တက်လဲတစ်ဖက်မိန်းကလေးရဲ့စိတ်နေစိတ်ထားပေါ်မူတရားပေါ်ဦးရဲ့သူဟာအတူအကြောင်းစီလျော်အောင်တွေးတတ်တဲ့သူလားအရန်စိတ်ဆိုးလေတဲ့သူလားဆိုတဲ့အပေါ်မှာလိုက်ပြီးသူ့ကိုဖွင့်ပြောရမလားမပြောအောင်လားစဉ်းစားတတ်တာပေါ့သူကဥတောင်ဖွင့်ပြောလိုက်ရင်ဥကိုမုန်းသွားမဲ့အနေအထားမှရှိလို့လားမသိတော့ပါဘူးကလေးဟာကိုဟာတတိကြောင်းနေမိရဲ့တဲ့နဲ့ဒီရွယ်ရောက်နေရတော့မှမိန်းကလေးတယောက်ကိုချေးမစွရဲဘူးဖြစ်နေရဲ့ထားပါတော့ဆန်ရှိုင်းလေးပါစိတ်ညစ်သွားလိုက်ပဲအေးတာဟုတ်ချေးပါမှဆက်မမေးပဲအေးတာဆက်ဆောင်နေလိုက်ပါတယ်ဥလို့ရုပ်ရည်ခံရပြီးအတိုင်းဝိုင်းကြည့်တဲ့ရုပ်ရှိရေရှမ်းအမျိုးသားတယောက်ကတောင်းမှချေးရဲစုပ်ကိုတုံးဆုံနေရဲဆိုတော့အဲ့ဒီမိန်းကလေးကဘလို့မိန်းကလေးမျိုးမလို့ပါလဲချီအရန်တိကြလိုက်တာဝေရင်တယောက်ချီလန်းကျိရည်နဲ့စိတ်ယုံထဲကိုဝရုံသုံးကောင်းဝင်လာခင်လိုက်ပါတယ်မင်းရဲ့ဆန်းရှိုင်းလေးကားနဲ့ချိန်မိရအခုစိတ်ယုံရောက်နေရဲ့ငိုပဲငိုနေအောင်ချောလို့မရဘူးကွာမြတ်သူရရဲ့စကားပြန်ကြောင်းရောက်လာတော့သူ့ရင်ထဲကအပူလုံးကြီးဟာပူပြီးကြီးထွားလာတယ်မနီယာဒီအကောင့်တိုင်းရှိနေတဲ့ကလေးကိုအခုကြာစေးရုံမှာတွေ့ရမယ်လို့ဘဲထင်ပါလေသူဆန်းရှိုင်းလေးရှိနေရခန်းကိုရောက်တော့
သူမကအဖွားဖြစ်သူရှင်ခွင်မှာမိကငိုနေရှာပြီးသူအတော်လေးစိတ်မကောင်းဖြစ်သွားတယ်။ဆန်းဆိုင်လေဦးမောင်ဝင်မင်းတငယ်ချင်းပြောပြရလား။ဟုတ်တယ်အန်တီသူဆန်းဆိုင်လေးခြေချင်းဖွင့်မှာစီးထားတဲ့ပတ်တီးကိုကြည့်ပြီးဘလို့ပြစ်တာလဲဆန်းဆိုင်လေးဟာချီဟာအဖွားဖွားတို့အိမ်မှာမရှိအောင်စပိန်ပန့်စီပြီးအပြင်ထွက်လိုက်ရအဲ့ဒါကားတစ်စီးနဲ့ချိန်မိရဟာဘာလို့လူကြီးကြီးစီကခွင့်မတောင်းပဲနဲ့ကိုတဘုံနဲ့ကိုလုံးပါလေအဲ့ဒါပြောတာပေါ့မောင်ဝေးရင်ရဲ့အခုကြည့်ဒဏ်ရာရပြီသူမိဘတွေကိုအကြောင်းကြားမယ်လို့တော့လေသူကလက်မခံသူကလောပြန်ခေါ်သွားမှကြောက်လို့မပြောပါနဲ့တဲ့မောင်ဝေးရင်သူခဏကြည့်ထားပေးပါအောင်နော်ဆရာဝဲခိုင်းထားတဲ့စီအန်တီတော့ဝင်လာအောင်မယ်ဟုတ်ကဲ့အန်တီအန်တီမိုးကြီးခန်းထဲအောင်ထွက်သွားနေဝေးသူမလက်လေးကိုစုပ်ကန်လိုက်ပါတယ်နောက်တစ်ခါအဲ့လိုမလုပ်လိုက်တော့ဆန်းဆိုင်လေးကိုချာချာချင်းဘလောက်တောင်မှစိတ်ပူသွားလဲတိလားချီကဘယ်တော့မှအပြင်ကိုထွက်မလဲဘူးလေအဲ့ဒါကြောင့်အိမ်မှာဘယ်သူမှမရှိရနဲ့ပဲကြည့်ပါတော့ကိုထွက်မိရပါဆန်းဆိုင်လေးသွားချင်းကိုလိုက်ပို့မယ်လို့ပြောထားရင်လေကွာဦးကိုအားနာလို့ကိုတော့အားနာမယ်သူတွေလားသူမအကောင်းလေးအသာရမ်းပြလာပါတယ်အင်းလေဒါဘာလို့အားနာတွေပါရှောက်ပြောနေရလဲချီပါမှပြန်မပြောခဲ့ပါပဲဦးဟာတုံးမကောင်းလေးကိုကန်ပြီးသူ့ရဲ့ရင်ခွင်ထဲမှာထွေးပွေးဖက်တွယ်လာပါတယ်ချီလည်းဦးရဲ့ခါလေးကပြန်ပြီးအလိုက်တဲဖက်ထားလိုက်တယ်အခုအရင်နာနေလားစားပြစ်တောင်အောင်မစိုးပါဘူးချီငိုတယ်ဆိုတာကလော့ပြားမှကြောက်လို့ချီကောင်းကောင်းတောင်မှမပြောရသေးဘူးမပြန်ချင်သေးဘူးဦးဖွားဖွားနဲ့လေးလေးကိုပြောပေးအောင်နော်ဒီကိစ္စကိုဖေဖေနဲ့မမေကိုမပြောပါနဲ့လို့နော်ဦးနော်ပြောပေးနော်အဲမှာကိုပြောပေးပါမယ်မြတ်သူရာတယောက်တော်မဖြစ်သူစီအလားမအခန်းထဲမှာမန်နေပြီးအခန်းထဲကိုလှမ်းကြည့်ပြီးတော့မြင်လိုက်ရတဲ့မျက်ခွင်ကြောင့်သူ့ရဲ့မျက်ခုံးတွေကအလိုလိုတွန်းချိုးသွားပါတယ်ယောက်ျားချင်းဖြစ်တဲ့တဲ့ကလေးဘွားမှာကလေးကပေါင်းလာတဲ့သူမို့စိတ်ကအလိုလိုနေနေပဲတခုခုတိသွားတယ်လို့ပဲဒီတိုင်းဖတ်ထားပြီးမြဲလေတာမန်တော့မဟုတ်ဘူးဆိုတာသိချသိနေမအောင်မဒီကောင်တော့ဆန်းဆိုင်လေသူခန်းထဲဝင်လာတဲ့ချီရအိယာနဲ့ကုံယုံထားပြီးဝင်းအမြန်သွားထုတ်လိုက်ရပါတယ်။ဘာလို့စိတ်ယုံမှာထပ်မနေရလဲ။ခြေထောက်ကတတ်တာလို့လား။စိတ်ယုံမုံလို့ပါ။စိတ်နဲ့နေလည်းမခံနိုင်လို့ကိုကြားထားတော့ဆန်းဆိုင်လေးကစရမ်းတော်ရတဲ့စိတ်မမီမာလို့တောက်မှအခုကြွေးကြော်ထားဆို။ဟုတ်တယ်ဦးရဲ့စိတ်ယုံမုံနေတဲ့သူကစိတ်ကြောင်းတက်အောင်မလား။အဲ့ဒါကချိဝါတာမဟုတ်တယ်လို့ဖြစ်ချင်တာလည်းမဟုတ်။ဒါပေမဲ့ဖေဖေတို့ကချိကိုဆရာဝန်မဲ့လောက်ရမယ်တဲ့။ချီဘာဖြစ်ချင်လဲဆိုတော့ဘယ်တော့မှမမေးဘူးကြောင်ဆန်းဆိုင်လေးကဘာဖြစ်ချင်တာလဲဒါဥပဲပြောပြရနော်ချီရလေမင်္ဂလာပွဲတွေမွေးနေ့ပွဲတွေနဲ့တခြားပွဲအခမ်းအနားကြီးမှာတန်အလားဆင်ပေးတဲ့အလုပ်ကိုလုပ်ချင်တာဟောဒါပေမဲ့မဖြစ်နိုင်ပါဘူးဖေဖေတို့ကလက်မခံမှတေးချလာတက်လောက်ပဲအဲ့ဒီအခိုက်မှာမြတ်သူရာခန်းထဲဝင်လာပြီးအော်မင်းရောက်နေပြီပဲဒီခုနပဲရောက်တာငါနဲ့ခဏကစကားပြောအောင်ရှားရည်လေခဏလေးနော်ဆန်းရွှမ်းလေးဟုတ်မြတ်သူဟာသူ့ကိုချက်နေပါခွန်လာပြီးငါမင်းကိုမေးကြရွှေလို့ဝေးမေးလေငါတဲပဲမေးမယ်ကွာမင်းငါတို့မအောင်ကြိုက်နေရလားမြတ်သူဟာမိကွန်အဖြစ်ဖို့အဖြစ်ဟာ yes ဖြစ်နေပြီဝေဘိုင်ပြန်ပြောလို့ပြောရမှန်းမသိဘူးမေးနေရလေကွာကြိုက်နေရမဟုတ်ချစ်နေရငါဆန်းရွှမ်းလေးကိုချစ်မိနေရသူလားဟာဟေ့မင်းယူနေလားအဲ့ဒါငါတို့မလေမင်းတငယ်ချင်းအတူမှမင်းငငယ်ကထိုင်ခဲတဲ့ခလေးကွာငါသိပါတယ်ဒါမဲ့ငါလည်းတမီရွယ်ခဲ့အောင်မဟုတ်ဘူးသူ့အလိုလိုနေရင်ချစ်မိသွားတာမရဘူးမင်းချစ်လို့မရဘူးသူ့ဘေးအချောင်းမင်းဘာသိလို့လဲသူကသူ့တမီကိုနည်းနည်းလေးမှအထိခံတာမဟုတ်ဘူးငါအမသဘောတူကောင်းတူနိုင်လိမ့်မယ်သူ့ဘေးကလုံးဝမရဘူးတစက်မှမရဘူးကွာဟာဝေးဟင်ဟာမင်းဘေးမှာတက်တူရွယ်တူမိမတွေဝိုင်းနေအောင်မင်းဘာကိစ္စနဲ့ခလေးတယောက်ကိုမှသွားချစ်နေရလဲငါတကယ်ကိုနားမလည်တော့ငါလည်းငါကိုကနားမလည်နိုင်ဘူးငါဆန်းဆိုင်လေးကိုချစ်မိသွားမှန်းမသိဟာငါတစ်ခါတော့ကြိုးစားကြည့်ချင်တယ်သူကဆန်းဆိုင်လေးတောင်ငါ့ကိုပြန်ချင်းတခြားဘယ်ရအောင်မစုံငါကြော်လာနိုင်ပါတယ်မင်းကတော့ပြတ်တနာပဲသူတို့ပြင်မှာစကားပြောနေရောမှအေကန်တယောက်ဖုန်းမြင်လာပြီးမြတ်သူရာရဲ့တမီးကဖုန်းကိုတွားခံလိုက်ပါတယ်ဟယ်လိုအော်ဖုန်းငယ်လေးလားတီတီပါသမီးရဲ့တီတီခင်လားဟုတ်တယ်လူကြီးတွေပဲတွားလဲသမီးမမေနဲ့ပေါ်ပါပြင်သွားတယ်ဖေဖေကတငယ်ချက်နဲ့စကားပြောနေတယ်သမီးမမရောတီတီဖုန်းခေါ်တာမကန်လို့မမကြီးကနေမကောင်း
ကားတိုက်ခံရလို့အိတ်နေတယ်ဟင်ကားတိုက်ခံရတယ်ဟုတ်ခင်ယူရချက်ချက်ဖုန်းချပြပြီးတမင်းဖြစ်သူထပ်မှချက်ချက်ဖုန်းဆက်လိုက်ပါတယ်ချီယာဖုန်းဆိုင်းလန်းလောက်ပြီးအိပ်ပျော်နေရမို့ဖုန်းဝင်နေတောင်မကြောက်တမင်းဖြစ်သူကဖုန်းမကင်တော့ခင်ယူရမောင်ဖြစ်သူထပ်မှလှမ်းဆက်လိုက်ပါတယ်ဝင်းအိမ်ပြန်သွားတဲ့မြတ်သူရအိတ်တဲဝင်လာတော့သူ့ရဲ့ဘောင်းပင်အိတ်ကက်ထဲကဖုန်းမြင်လာပြီးသူထုတ်ကြည့်လိုက်တော့အမဖြစ်သူဆက်လာဖြတ်ထားကြောင်းသူအသက်ရှူဖာကြက်သွားတယ်လို့ပဲဟယ်လိုမမငါသမီးကားတိုက်ခံရရဲ့ဆိုနေပါလို့ငါတို့မပြောရလဲဟမ်သူရကိုသားသမီးထိခိုက်တော့မိဘတွေကမသိရဘူးဆိုတာဖြစ်တယ်လားနေငါအခုပြောစမ်းမမခဏလေးစိတ်ကိုအေးအေးထားအခုတူးမလေးကကြီးကြီးမားမားဖြစ်သွားတာမဟုတ်ပါဘူးဒီတိုင်းကားနဲ့ချိန်မိအောင်ပဲဘလို့နေပေါ့ငါသမီးခုလိုဖြစ်တယ်ဆိုတွေကနင်တို့ငါသမီးကို queue မဆိုင်ပဲပြတ်ထားလို့ပဲမဟုတ်ပါဘူးမမရာကျွန်တော်တို့တွေတူးမလေးကို queue ဆိုင်ပါတယ်ဒါကလည်းအခက်မသိလို့ဖြစ်သွားပါပြီးတော့ဘာမှကြီးကြီးမားမားမဖြစ်သွားပါဘူးအခုတူးမလေးကတက်တာနေပြီးတော်ပြီးဘာမှထပ်မပြောနဲ့တော့ငါတို့မကြခင်ရန်ကုန်လာပဲငါသမီးကိုပြန်လာခေါ်မယ်ဒါပဲဘလို့သိသွားလဲကွာထိုးစဲမှာခုနှစ်နှစ်ရှိပြီဖြစ်တဲ့တမီးဖြစ်သူကသူ့ထံရောက်လာပြီးဖေအခုနတီတီခင်ဖုံးဆက်တယ်အဲ့ဒါတမီးလည်းမမကားတိုက်ခံရတဲ့အကြောင်းပြောလိုက်တယ်အော်တရက်ခံညီးကိုတမီးဘာလုပ်လို့လဲဖေထားလိုက်တော့မမင်းကြီးမကြီးပြောပြီးမှတ်သူရတယ်အိမ်မောင်ပေါင်းဆက်နဲ့တက်ခဲလိုက်ပါတယ်အချိန်အပြည့်ည10 နာရီခွဲပြီဖြစ်ပါတယ်ဝင်းသူလုံးစရာရှိရာတွေလောက်ပေးရနဲ့အိမ်ရောက်ဝင်ဖို့ပြင်းနေအောင်မှာသူကရင်ပြီးစောတိစပွဲဖွာဖုံးဝမြင်လာပြီးသူယူကြည့်လိုက်တဲ့အခါမှာတော့ဖုန်းစခရင်ပေါ်မှာဆန်ရှိုင်းဆိုတာကြောင့်သူ့ရဲ့နှာခမ်းထက်မှာအပြုံးတွေပေါ်ပေါက်လာပါတယ်ဟယ်လိုဆန်ရှိုင်းလေးဦးဆန်ရှိုင်းလေးဘာဖြစ်တာလဲဘာဖြစ်လို့ငိုနေရလဲဖေနဲ့မေမေကချီအိုက်စီရဖြစ်တဲ့အကြောင်းသိသွားပြီအဲ့ဒါချီကိုပြန်လာခေါ်တော့မှာတဲ့တူမငုံနေမှသူ့ကိုရှင်းပြလာပါတယ်ဒါဆိုဆန်ရှိုင်းလေးကဒီကိုဘယ်တော့ပြန်လာမှာလဲမဖြစ်နိုင်တော့ဘူးလေအခုလိုအိုက်စီရဖြစ်သွားတော့ပိုဆိုးတာပေါ့ဟာဦးတခုခုမကူညီနိုင်ဘူးလားချီဒီမှာပြောတယ်ကလောမပြန်ချင်ဦးရဲ့ကိုဘယ်လိုလုပ်ပေးရမလဲမသိအောင်ကိုလည်းဆန်ရှိုင်းလေးကိုပြန်မလွတ်နိုင်ဘူးသူတို့ကြောင့်မှအချိန်အတော်ကြာတိတ်ဆိတ်သွားပါတယ်ကိုခုလာခဲ့မယ်ဆန်ရှိုင်းလေးစီရောက်လို့ရှင်ကိုဖုန်းဆက်လိုက်မယ်ဖုန်းကင်တော့ဘာလာလို့မှလဲဒါရောက်ရင်သိမှာတော့ကို့အတန်စောင့်နေတော့အိမ်ကလူတွေမသိစိမ့်နဲ့ဟုတ်ဝေးလည်းဖုန်းချပေးရနဲ့သူ့ရဲ့ဘန်ကန်နဲ့မှတ်ပုံတင်အောင်ရှုပ်ပြီးအိမ်ကနေထွက်လာခဲ့လိုက်ပါတယ်သူမနဲ့မဝေးဘွားတနည်းပဲရှိရော်တယ်ဦးဟာသူရောက်ပြီးလို့ဖုန်းဆက်တာနဲ့ချီလဲဖွားဖွားနဲ့ဦးလေးတို့မသိရမှခြေထောက်ထောင်းနေနဲ့ပဲအိမ်တရနဲ့တိတ်လေးခိုးထွက်လိုက်ပါတယ်ဦးသူမချက်ပြေရောက်တာနဲ့ဦးဟာသူမကိုလာဖတ်တယ်ဦးဘာလုပ်တာလဲဝေးသူမကိုလှုပ်ပေးလိုက်ပြီး sorry ကိုအရင်စိတ်လုံရှာသွားလို့ဦးဟာဘာလာလုပ်တာလဲကိုနဲ့ခဏလိုက်ခဲ့ပါလားဖဲလေတနည်းအောင်ပေါ့ကိုယုံနေမလားဦးဟာလူကောင်းပဲဟာယုံတာပေါ့အဲ့ဒါဆိုကိုနဲ့လိုက်ခဲ့ပြောလို့မရအောင်လေကိုနဲ့လိုက်ခဲ့ဆန်ရှိုင်းလေးကလောက်မပြတ်ရတော့ပါလေဖြစ်နိုင်နေတကယ်လားရင်ဦးအရင်ဝေးလားမဝေးပါဘူးကိုယုံတော့ဟုတ်ဦးချီဦးနဲ့လိုက်ပဲโอเคကားပေါ်တက်ဦးအချီကိုကားတကားဖွင့်ပေးလာနဲ့ချီလဲကားပေါ်တက်လိုက်ပါရဲ့ဝေဟီသူ့လောက်နေရမှတ်လားတေးကြောင်မသိကြပါပဲသူဆန်ရှိုင်းလေးကိုခိုးပြေးပြီးနေပါပြီဆန်ရှိုင်းလေးသူ့အထက်လွှဲပေးမောင်းတီးသွားမယ်ဆိုလဲသူခံပါပဲသူကမှသူ့မနဲ့မခွဲနိုင်တာနောက်ပြဿနာနောက်မှပဲရှင်းတော့မယ်ဦးချီကိုဘယ်ကိုခေါ်လာလဲရင်ကိုအိမ်မှာအရှင်အိမ်ကိုအလုပ်သွားဖို့ရဲ့ဇနီးပေါက်နေကြွားလေအော်ကိုတို့တွေရွာလူကြီးအိမ်ကိုအရှင်သွားသူတို့ကဒီရွာပဲပြောတာဘယ်အိမ်ဆိုတာကိုလည်းမသိဟုတ်သူကအရှင်ရှော့မောင်းရင်းနဲ့ရွာရဲပေါင်တွေးရသူမေးရင်ဖြင့်ရွာလူကြီးအိမ်ကိုရောက်လာခဲ့လိုက်ပါရီသူတို့ရောက်သွားတော့ရွာလူကြီးကလည်းအရှင်အတင်းရှိနေလို့အတော်ပဲပြတ်သွားတယ်ဒါကရွာလူကြီးအိမ်လားဗျာဟုတ်တယ်အကေရွာလူကြီးပဲဘာကိစ္စရှိလို့လဲကွယ်သူဆန်ရှိုင်းလေးလက်ကိုဆွဲပြီးရွာလူကြီးထိုင်နေတဲ့စပွဲပေါင်ခွဲထားလိုက်ပါရီဒီရွာမှာမိုးဆွေနဲ့အေးမြရီဆိုတဲ့စိမ်းမှောင်နှံရှိလားဆိုတာသိကြလို့ပါကျွန်တော်တို့ကသူတို့ဧည့်သည်တွေပါရှိတယ်မောင်ရင်ခဏဆောင်တော့ဦးလေးတွားခေါ်ခိုင်းလိုက်ပဲဟုတ်ကဲ့ကျေးဇူးပါဗျာရှော့ပါရဲပေါင်ထွန်းဟေ့မောင်ထွန်းလာပြီးတကြီးအတန်နဲ့အတူအိမ်တရနေပြီးလူလက်ပိုင်းအမျိုးသားတအူးထွက်လာပါရဲ့ဘာခိုင်းမလို့လဲတကြီးမိုးဆွေနဲ့အေးမြရီကိုတွားခေါ်လာခဲ့သူတို့ဧည့်သည်ရောက်နေရလို့နာမည်ကဝေးရင်ပါကြားရင်တော့ဝေးနဲ့
မြန်မြန်သွားခေါ်လာခဲ့သွားဟုတ်ကဲ့တဲ့ကြီးအဲ့ဒီသူကခြေပလောင်းနဲ့တက်မှတသားလေးပြအောင်ပြေးပြီးခြံထဲကနေထွက်သွားလျော်တယ်ဘယ်လောက်မှပဲမကြောက်လိုက်ဘူးအခုနာလူနဲ့အတူမိုးဆွေတို့လည်းမရသူတို့800စီရောက်လာပါတယ်ဟာအခုလေဟောင်းမဟုတ်ပါမလားလို့ဖះနေဘလို့ရောက်လာလဲဒီကောင်မလေးကဘာတူလဲငါနောက်မှာအေးဆေးရှင်းပြမယ်ဟုတ်ပြီကိုလေးလားကျွန်တော်တို့အိမ်သွားရအေးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဦးလေးကျွန်တော်တို့ခွင့်ပြုပါအေးဟုတ်ပြီသူတို့တွေရွာလူကြီးကိုနှုတ်ဆက်ပြီးသူ့ကားနဲ့ပဲမိုးဆွေအိမ်ကိုထွက်လာခဲ့လိုက်ပါတယ်မိုးဆွေတို့အိမ်ရောက်တာနဲ့လာထိုင်ကိုလေးအေးမြအခုလေးတို့အတွက်တစ်ခုခုယူခဲ့အခုလေးကျွန်တော်တို့စီအလေးလာလားဆိုပါတော့အခုလေးတို့ပြည်စီကျွန်တော်သွားယူပေးမယ်နီဘာပြည်စီမှပါမလားအဝေးတက်တဲ့ကိုတစ်ခုနဲ့ထွက်လာတာဗျာဟိုကငါသူ့နဲ့စကားပြောလာအောင်မယ်ပြီးမှမင်းတို့တိချရှင်းပြမယ်ရတယ်ကိုလေးကျွန်တော်ရှောင်ပေးမယ်ပြောပြီးမိုးဆွေဟာနေရာနေထားထွက်သွားတယ်ဆန်းရှိုင်းလေးရှမ်းကိုပြောတာတိချနားထောင်တော့ဟုတ်ဦးပြောလေဟိုကိုဟာအခုဆန်းရှိုင်းလေးကိုခိုးပြေးလာရှမ်းဥပါရီပြောနေရလဲမနောက်ပါနဲ့ဦးရဲ့ကိုတကယ်ပြောနေရကိုဆန်းရှိုင်းလေးကိုကိုဘေးမှာခေါ်ထားကြလို့အခုလိုလှုပ်လိုက်တာဟဲ့ခြေလက်မခံဘူးဥပါလို့အခုလိုလှုပ်တာလဲသူမငိုရင်းနဲ့ပြောရင်းနဲ့ငိုချလိုက်ပါတယ်ဆန်းရှိုင်းလေးကိုပြောတာတိတ်ချနာထောင်တော့ကိုဆန်းရှိုင်းလေးကိုချက်တယ်ဟမ်ရှူးနေလားဦးရဲ့ခြေတွေကဒီလောက်အသက်ကွာပြီးတော့ဦးဟာခြေဦးလေးနဲ့တက်ငယ်ချင်းလေးခြေဟာအခုမှခလေးပဲရှိသေးတာခြေယောက်ျားမလို့ခြင်းခြေမှာလောရမယ့်အရာတွေအများကြီးရှိသေးတယ်ကိုကဆန်းရှိုင်းလေးဖြစ်ချင်တာမှန်သမျှအားလုံးနောက်ကနေပံ့ပိုးပေးမှာပါဆန်းရှိုင်းလေးဘာဖြစ်ချင်လဲဘာရည်ရွယ်ချက်ရှိလဲကိုအားလုံးခွင့်ပြုပေးမယ်ကိုကဆန်းရှိုင်းလေးကိုအပြေးအဝလွတ်လပ်ခွင့်ပေးမှာချီရမ်းကြောက်တယ်ဖဖေအချီကိုအရန်စိတ်ဆိုးတော့မှာအခုဘာမှနောက်ဆုတ်လို့မရတော့တာဆန်းရှိုင်းလေးလည်းသိမှာပါအခုဆန်းရှိုင်းလေးဟာကို့ပိုင်ဖြစ်သွားပြီကို့စီကနေထွက်သွားလို့မရတော့ကို့မောင်းလားမသိဘူးချီမမုန်းထက်ဘူးဥဟိုတော့စိတ်ဆိုးတယ်မမုန်းတတ်ဘူးဆိုတာနဲ့တင်ကိုအရန်ဝမ်းသာနေပါပြီခလေးဟာကိုဆန်းရှိုင်းလေးကိုအရန်ချက်တယ်အချိန်ကခဏလေးဆိုပေမဲ့အရင်ခိုက်မြေအဲ့ဒါသေးကြတယ်သူမကသူပြောသမျှသူ့ရဲ့ရင်ခွင်ထဲမှာငြိမ်သက်စွာနားထောင်နေလို့ပါတယ်အခုသူမနဲ့ပြဿနာရှင်းသွားပြီသူမမိဘတွေနဲ့တိုက်တွေ့ရခါကြရင်တော့ဘယ်လိုလာမလဲမသိဘာတွေပြက်လာပါစေသူရင်ဆိုင်ဖို့အသက်မှာပဲဘာပြောလဲငါသမီးမရှိအောင်ဟလားငါသမီးကဘယ်ရောက်သွားလို့မရှိရလဲရှောက်ပါပြည့်သူနေလျအောင်ကြိတ်ပြီးမြတ်သူရခမညာအသက်ပင်မှန်မှန်မရှိနိုင်ဝိဟာဖုံးဆက်ထားလို့သူအားလုံးသိပြီးမှုဘယ်ကနေဘလို့စာပြောရမလဲမသိဘူးနေတူမပြောက်သွားနေဘာလို့ဒီတိုင်းနေရလဲသူရဘာလို့မရှာရလဲရဲကိုတိုင်ရမယ်မလားတမီးစိတ်ကိုအေးထားပါမြေလီကအန်တီရဲ့ကင်းနေပါတယ်ဟမ်မမေတို့ကတမီးလေးပဲမရှိလဲသိနေရလားဒေါ်မုတ်ကြီးနဲ့မြတ်သူရတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါတယ်ပြောကြလေဟိုတူမလေးကယောက်ျားနောင်လိုက်သွားတာဘာကွာမေဘာစကားတွေပြောနေရလဲငါသမီးကဘာလို့အခုလိုလုံးအောင်မလဲတကယ်ပြောနေဟာတူမလေးရောက်ပြီးနဲ့ပါသွားတာဟမ်အဲ့ဒီနာမည်ကြတော့ခင်ယူရမှာမျက်လုံးတိတ်ဝိုင်းဆက်သွားခဲ့ရပါတယ်ဝေးဟင်ကြားဘူးတယ်လို့ပဲနေလေးအောင်ပြောကြမှာပဲကျွန်တော်တငယ်ကြမှာရောက်ပါဟာငါသမီးကအဲ့ဒီကောင်နဲ့ဘယ်ကနေဟာခွေးတရိတ်ဆန်ကောင်ငါသမီးကိုများခိုးပြေးရဲ့လို့တွေ့မယ်အသေးကိုတက်ပြစ်မယ်ခင်ယူရခမဘာမှပဲမပြောနိုင်တော့ကိုမောင်နဲ့ရွယ်လို့ပြစ်ပြီးကိုရဲ့မျက်စိရှိမှရင်ကြီးပြင်းလာတဲ့သူတမက်တော်ရတော့မဲ့အဖြစ်ကတကယ်ကိုတွေးတတ်ကြရပဲအခုဆိုအားလုံးလုံကုန်လောက်ပြီထင်တယ်အချိန်ကတပြေးပြေးလန့်လာပြီးမိုးလဲချုပ်လို့နေပါရောက်လာတယ်သူတို့တွေမိုးဆွေတို့အကြောင်းစုံရှင်းပြလိုက်တော့အလိုက်တေးရဲ့မိုးဆွေတို့ကအောက်တက်ကကတဲ့မှာအေးကြပြီးသူတို့တော့အပေါ်တက်ကအခက်မှာအေးစိပါတယ်ဦးချီတို့ကဘယ်နည်းပြန်လာပါလဲဒီမှာစက်နေချင်သေးလားမသိဘူးလေလောလောဆယ်ချီရီချိုးချက်နဲ့ညမိုးထုတ်နေပြီလေဆန်ရှိုင်းလေးရဲ့နေ့လေတွေကမပြောဘဲနဲ့ရီချိုးကလူမြင်ကွင်းကြီးမှာမို့ရှက်လို့လေအဝိစားကလည်းမပါတော့ဘလို့လုံးကြမလဲအခုအဝိစားတွေပဲပြန်ဝင်မလားဟာမဝစ်ချင်ပါဘူးအဲ့ဒါဆိုဘလို့လုပ်မလဲဥခေါ်လာပဲစီစဉ်ပေးပေါ့ချီကတော့ရေမချိုးရမအိပ်ဘူးအဲ့ဒါဆိုခဏဆောင်တော့အေးမြောက်သွားမိလိုက်မယ်ဦးခန်းထဲကထွက်သွားမယ်ချီလဲကလေးပေါင်ဝင်ထားလိုက်ပါရင်ခဏကြာတော့မအေးမြရာခန်းထဲဝင်လာပြီးတ
သူမရေချိုးဖို့နဲ့ရေချိုးပြီးဝဲဖို့အားလုံးစီစဉ်ပေးရေဟာထမင်းရင်ကြားနဲ့ရှိုးရမှာဖြစ်ပြီးချင်းကတော့တခါမှထမင်းရင်မရှာဘူးတာမို့အတော်လေးခက်တွေ့နေရပါတယ်ရှားရလားညမလေးဟုတ်ချီလဲသူမအဝတ်တိမ်လျှော့ဖို့အတွက်အောက်ထပ်ကိုတခါလေးရှူလာခင်းလိုက်ပါတယ်မနေ့ကျရင်ပြန်ဝင်ရမှာဆိုတော့အခုညရေရှော့ထားမှာပေါ့ဝင်းအောက်ထပ်မှာထိုင်ဆောင်နေတော့မှဆန်းရှိုင်းလေးကအိမ်မောတက်ကနေထမင်းရင်ကြားနဲ့ဆန်းလာပြီးဝင်းသူမတန်ကိုရှောက်သွားလိုက်ပါတယ်ပြီးပြီလားဦးဟာဘေးကနေစောင့်ပြီးတော့အင်းမဒီဝက်တရားဘာလို့ပို့လဲရှော့ဖို့လေကိုရှော့ပေးမယ်မလုပ်ပါနဲ့ချိန်ငယ်ရကြည့်လိမ့်မယ်ဘာမှမပြတ်ပါဘူးပေးပါဆိုပြပြဆူဆူနဲ့ဦးဟာတမလက်တရအဝက်တရကိုဆွဲယူလိုက်ပါတယ်လာရေးသွားချိုးအောင်ဦးဟာသူမပခေါင်းလေးကိုဖတ်ပြီးအိမ်ထဲကနေခေါ်ထုတ်လာခဲ့ပါတယ်ဦးနဲ့ကုလိုအနီးကပ်ရှိဟောချီရဲ့စိတ်ထဲမှာရှက်တယ်လို့ပဲကဲချိုးတော့ကွာဝက်တေလျှော်လိုက်မယ်ဟုတ်ဒီစိတ်ထဲမှာဦးကိုအားနာပြီးပြီမဲ့ဦးကပြောလို့ရမှာမဟုတ်တာသိနေလို့ဘာမှထပ်မပြောပြတော့ဟဲတူမကရေကျိုးနေမှာတခုခုတရိယာသွားဟန်နဲ့သူ့လှည့်ကြည့်လိုက်တော့ချီရဲ့အတွင်းဝက်တွေချီတကယ်ပဲယူကျင်သွားပါတယ်ဦးဟာတူမအတွင်းဝက်တွေကိုရှော့ပြလိုက်ပြီးဟာဦးမလုပ်ပါနဲ့ဦးချီကိုငရဲဦးဂျူကောင်လုံနေရလားဝေဟာရေရီစုကတ်နေတဲ့တူမကိုလုံးလေးကိုကြိတ်ပြီးအားကောင်းနေပါကြောက်တွေ့လာပါတယ်ဟိုရေမြင်းမြန်းချိုးအေးပတ်မယ်သူပြောပြီးစက်ပြတိုက်ပြီးတာသူများအဝတ်တွေကိုရေမြင်းမြန်းလျှော်ပြီးနေရာနေထွက်လာခင်းလိုက်ပါတယ်သူရင်ထဲမှာရင်ခုန်တန်နေဝုန်းတိုင်းကျင်းနေပြီးသူမမျက်နှာကိုပဲပြန်ပေးမြင်အောင်ကလူကနေရာတမျိုးပြက်လာတယ်ဒီညောင်သူဘလို့ကြောက်ပြရမလဲချီရီချုပ်ပြီးအပေါ်တက်ကိုပြန်တက်လာတော့ဦးကသူမကိုကြောက်ပြီးအိတ်နေပြီလားမသိဘူးဦးအိတ်ပြီလားဦးအောင်သူမကိုဆက်လက်ပြီးကြည့်လာပြီးအိယာထလာပါတယ်ပြီးလာဆန်းရှိုင်းလေးဟုတ်ဦးဟိုဘက်လက်ပြီးโอเคသူဟိုဘက်လက်ပေးလိုက်တာနဲ့ကြည့်လေကရင်ချင်းရအဝတ်တွေကိုကောက်ွယ်မလို့လောက်တော့ကရင်ချင်းရအိမ်မြောင်တစ်ခုတက်လာပြီးအလန့်တကြားနေပဲអော်လိုက်ပဲဘာဖြစ်တာလဲကလေးအိမ်မြောင်ကြီးဘာမှမဖြစ်ပါဘူးကလေးမကြောက်ပါနဲ့တကယ်တမ်းကဆန်းရှိုင်းလေးကြောက်အောင်အိမ်မြောင်မဟုတ်တခြားအရာကြောက်အောင်ဘာလဲရင်ကိုအခုလိုစပ်ပြီးဖတ်ထားမယ်ဆိုရင်မွေထွက်လာလိမ့်မယ်ဟမ်မွေဘယ်ရောက်ဝင်လဲသူမကကြောက်အားလက်အားနဲ့သူ့ပို့ပြီးဖတ်တယ်လာပါတယ်ဆန်းရှိုင်းလေးအခုကူရူကမကြခင်မှာပဲအကျဉ်းလေးမရဖြစ်တော့မှာမလားအဲ့တောင်တဲလေးများတွေဘာလို့ကြောက်လဲဆိုတာဆန်းရှိုင်းလေးကိုတင်ပေးရမလားဟမ်ဦးကသူမလက်မောင်တွေကိုစောက်ကင်လာပြီးသူမနဖူးလေးကိုနှမ်းလိုက်ပါတယ်ဦးသူမအတန်တူတူရှာရှာသူ့နှလုံးသားကိုရှိုက်ခတ်လာစေဆန်းရှိုင်းလေးဟဲ့ချီကြောက်တယ်ဦးမကြောက်ပါနဲ့ကိုဆန်းရှိုင်းလေးကိုကျန်ထားပါမယ်နော်ခွင့်ပြုနော်ဦးညကပြပြကြောက်ချီမျက်နှာပူပြီးရှဲရွံသွားတာနဲ့ပဲဦးနဲ့မျက်နှာချင်းမဆိုင်မိတယ်လို့အခန်းထဲကလည်းလုံးဝမထွက်တော့သူမမနှက်ဆောင်ထွက်မစားတော့ဝင်းရပဲသူမအတွက်မနှက်ဆောင်ရှိုးပြီးအခန်းထဲကရောက်လာခဲ့ဆန်းရှိုင်းလေးမနှက်ဆောင်စားမစားသူမတို့ကြောက်ပေးပြီးအိမ်နေရပောင်ခက်ဆောင်းဆောင်းလေးပြောလိုက်ပါတယ်မစားလို့မရဘူးညကလည်းပင်ပန်းထားတော့ဘိုက်စာနေမှာကိုတည်ရဲ့သူစကားကြတော့ချီရအိတ်ရာနေထထလိုက်ပြီးသူ့ပေးဆောင်းဆောင်းလေးကြည့်လာပါတယ်ဥပလို့ပြန်ပြီးအဆောက်ဖော်နေရလေမရှက်ပါနဲ့ကလေးဟာဒါရှာမယ်ကိစ္စမှမဟုတ်တာမသိဘူးထပ်မပြောနဲ့ရောโอเคခွေကိုထပ်မပြောထမင်းစားဒီမှာမနဲ့စားဦးထမင်းမဲစားကြရတဲ့ဆန်ရှိုင်းလေးစားကြရဲ့လားဒါမှမဟုတ်ကိုတခုခုစီစဉ်ပေးရမလားစားတတ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုကိုခွန်ကျွေးမယ်နော်ချီပြုံးစိတ်စိတ်လေးနဲ့ကောင်းကြီးပြောင်းလိုက်တာနဲ့ဦးအောင်သူမကိုထမင်းခွန်ကျွေးလာပါတယ်နေ့လည်ရောက်တော့သူမတို့တွေကိုမိုးဆွေတို့နှုတ်ဆက်ပြီးအဲ့ဒီရွာနေပြန်ထွက်လာခဲ့လိုက်ကြပါတယ်အိမ်ပြန်ရောက်ရင်သူမတို့ဘယ်လိုအရာရများကြိုးစိုးနေပါမလဲသူမတို့အိမ်ပြန်ရောက်တာနဲ့ချစ်ရရင်နဲ့ပါတတိန်တင်းပြန်လာပြီးကိုနှလုံးခုန်တောင်ပါပြန်ကြားနေရပါတယ်ဦးချီကြောက်တယ်သူစုပ်ကင်ထားတဲ့တုံမလက်လေးပြီးအေးဆက်တုံရင်နေပြီးသူမဘလောက်ထိကြောက်နေမလဲဆိုတာသူသိရဲ့မကြောက်ပါနဲ့ဘာမှမဖြစ်ဘူးတခုခုဆိုကိုပဲအထိတ်ခိုက်ခဲ့မယ်ဆန်ရှိုင်းလေးဘာမှမဖြစ်စေအောင်ကိုရှိရဲ့ဦးကဘလို့ပဲနှဲတိတ်နေပါစေချီစိတ်ထဲမှာတော့စိုးရွနေရန်စိတ်ကမပြေသေးဘူးဖဖေတော်တောက်ချီအရန်ကြောက်တယ်သူမတို့အိမ်ထဲဝင်ခဲ့တယ်ဆိုရင်ပဲအိတ်ခမ်းနေပါအရန်တဲ့ထိုင်းဆောင်နေကြတဲ့ဖဖေနဲ့မမေပြီးဟောဖွားဖွားနဲ့လေးလေးတို့လည်းမရရဲ့အကြိတ်ကြီးဟာသူမတို့ထံမှာရောက်လာကြပါတယ်
အားလုံးထဲမှာဖေဖေအကြီးဟာကြောက်စရာအကောင်းဆုံးပဲခွေးမသာချီတို့ဘာမှမစင်စားနိုင်သေးခဲ့ပါပဲဖေဖေကဥကိုစိတ်ဟစ်ပြီးသူမတို့စီမှာလွှာခနေရောက်လာကဥကိုဆွဲထိုးပြက်လိုက်တော့တယ်မင်းကငါတတ်မယ်ခွေးမသာမလောက်ပါနဲ့ကိုခင်ယူရအောင်ကျန်တဲ့သူတွေပါဝင်ဆွဲပေးမယ်ဒေါသတွေကျိနေရဲ့ဥနေလင်းအောင်ကတော့ဝင်းရင်ကိုအမိရထိုးနေအောင်ပဲတော်ပါတော့ဖေဖေတမီတောင်းမှတ်ပါတယ်ချီပါဝဲဆွဲတော့ဖေဖေတော်သားချီထောင်ရောက်လာတယ်နင်းကိုလည်းငါတတ်ပါနေကြည်မိဘအဆက်ခွဲဟာမဖေဖေကချီကိုမရိုက်စပ်ဖို့ပန်းအောင်ရှိုင်လာတယ်ဆန်းဆိုင်လေညီဖေဖေရိုက်ချိုက်ချချီကိုလောင်လျာကျန်းပြက်ပေါ်မှာလဲကျသွားတော့မှဖေဖေကကျင်းတဲ့ပုံမပေါ်ပဲသူခါခပတ်ကိုဆွဲပြုံးလိုက်တာကြောင့်ချီပါဝင်ကုံလုံးမျက်လုံးပြူးသွားခဲ့ရပါတယ်နေလင်းအောင်ကလက်ကိုမြောက်လိုက်တာနဲ့ဝင်းရချီရဲ့ကုံလုံးလေးကိုအုပ်မိုးဖက်လိုက်ပြီးဝင်းခံလိုက်တဲ့အခါမှာသူ့လက်ထဲကခပတ်ကဝင်းဟင်းကြောပြင်းကိုကြောက်ရောက်သွားတယ်ဟင်ဥပါလောက်တာလေဖဲပါနေလင်းအောင်ကစိတ်တုန်နေအောင်မို့ဘသူ့ကိုပဲရိုက်မိလက်ကိုအရှင်ရှော့ဖို့လုံးဝမစင်စားခင်တော်ပါတော့ကိုရှက်ပါတော့မောင်နေလင်းမင်းဒေါသရီကိုရှော့ပါမင်းအခုလိုလောက်တော့ဘာမှပြောင်းလဲတော့မှာမလို့လေမင်းသမီးအောင်အရင်လိုပြစင်ပြက်မှာမလို့လားလက်လုံချေလုံနေဖြစ်ကုန်မှာပဲရပ်ပါတော့ဒေါ်မိုးကြီးဝင်ပြောမှာပဲနေလင်းအောင်လေလက်ကိုရှက်လိုက်ပါတယ်ဦးရှားရလားရှားပါတယ်ဘာမှစိတ်မပူနဲ့နော်ဖြစ်ခဲ့တဲ့များအတွက်ကျွန်တော်တောင်းပန်ပါတယ်ကိုအားလုံးကကျွန်တော်ပါပါကျွန်တော်အနေနဲ့လေဆန်ရှိုင်းလေးကိုမျက်နုံချက်ပေးပါပါကျွန်တော်တို့ကိုခွင့်ပြုပေးပါကိုနေလင်းအောင်ဟာတောက်ခေါက်ပြီးနေရနေလဲထွက်သွားပါတယ်မိဘတယောက်အနေနဲ့ကိုသားသမီးကိုအကောင်းဆုံးနေပဲဖြစ်စေချင်ပေမဲ့အခုသားသမီးကမိဘရှင်ကိုဆုံးခံသွားတာကိုဘယ်မိဘများသဘောတူကြည့်ပြနိုင်ပါမလဲဒါပေမဲ့ဘလို့ပဲလက်မခံကြအောင်တော့အရာအလုံးကဘာမှပြုပြင်ပြောင်းလဲလို့မရတော့မှတော့ဘာတက်နိုင်အောင်ပါလဲဝေဟင်နဲ့ကြည်တို့ကနေလင်းအောင်ရဲ့စန္ဒတက်ခုတဲ့ကြောင့်မင်္ဂလာပွဲကျင်းပမနေပဲရှေ့နေနေတာလက်မှတ်ထိုးစီခဲ့ပါတယ်ကြည်တို့လက်ထက်စာချုပ်မှာလက်မှတ်ထိုးပေးရနဲ့ဖေဖေကကြည်တို့ကြော့တာကိုပဲမခံတော့ပဲကလုံးကိုပြန်သွားခဲ့မမေကလည်းစိတ်မကောင်းဖြစ်နေပြီမဲ့မတက်နိုင်ပုံပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးချစ်စိတ်မကောင်းဖြစ်ကအတော်လေးငိုခဲ့ဖွားဖွားတော့နှစ်သိမ့်ရှာပါတယ်မငိုပါနဲ့မြေရဲ့ဖေဖေကစိတ်တူးခဏပါနောက်အထိတ်ကြလာရင်တော့စိတ်ဆိုးပြေမှာပါချီတော့မထင်ပါဘူးဖေဖေကအရန်စိတ်ကြီးအောင်ချီတိရပဲဝေခန်းထဲဝင်လာတော့သူမအခုထိအခုတိတ်ပုံမပေါ်သေးပဲသူတက်ပြင်းတသိန်းချပြီးခရီးမောင်းဝင်ထားလိုက်ပါတယ်ဆန်ရှိုင်းလေးမငိုပါနဲ့တော့ပြတ်မှန်းပါတယ်ကလေးရဲ့ဘာမှလာမပြောနဲ့အခုလိုပြည့်ရတာဦးကြောင့်သူမသူ့ကိုကြောက်ပေးပြီးအိတ်နေရမှရှမ်းလောက်လာတယ်ဦးကသူမလက်မောင်းလေးကိုကိုက်ပြီးမျက်နှာလေးကိုငုံမှုကြည့်လာပါတယ်ကလေးဒီညကိုတို့မင်္ဂလာအောင်ညနော်ဘာဖြစ်လဲကိုကရင်ကအရင်ခိုင်တာကွမွေးရလေအကောင်းစားလေအဲ့တော့ကြိုက်တက်လောက်ကဲလို့ရတယ်နောက်ဘူးဝေတူမကိုလေးဆွဲလဲပြီးဒီညဟမ်ချီကအန်းတက်သွားကြပါပဲသူတို့ရဲ့မင်္ဂလာအောင်ညလေးပေးဆုံးသွားခဲ့ပါတယ်တော်ချီပါလောက်ပေးရမလဲချီကမေးရင်နဲ့သူ့ဟာလည်းစပွဲမှဝင်ထားလိုက်ပါတယ်ရှားပါတယ်တမီးရဲ့အတော်ကိုပတာကိုလုံနိုင်ပါတယ်မောင်ဝင်းဟာတမီးကိုဘာမှမခိုင်းနဲ့လို့မှားသွားတယ်သူမရိုင်းလို့เสียလားအဲ့ဒီဦးအမြင်ကတ်တယ်မောင်ဝင်းကတမီးကိုချစ်ရှာပါတယ်မဟုတ်တာဦးကအဲ့ဒါရှောက်ပြောနေတာသိကြတာပေါ့သူကမင်းလို6တိတ်မှလေးကိုဖေးချက်မှလေးအတန်လောင်ကြည့်မိတော့အရန်လာတဲ့အမျိုးသမီးတူဟာသူမလက်ပိုက်ကကြည့်နေရပါမင်းဟာဝေဟင်းမိန်ပါပေါ့အမကဘာတူလဲဒေါ်ဝေရှင်ခဏရှောင်ပေးပါလားအင်ကိုအတော်ယူပြောလိုက်တော့ဒေါ်ဝေလည်းနှခါပဲပြောစရာမလိုပဲနေရနေထွက်သွားပေးပါလေငါဖြူစင်သွင်းဝေနဲ့စိတ်ဆက်ထားတဲ့သူရှင်မင်းကလူလေးကြည့်တော့လက်တောက်လောက်လေးပဲရှိသေးတယ်ရွှာအောင်ရွှာရင်နော်ငါနဲ့စိတ်ဆက်ထားတဲ့ယောက်ျားလွတ်ယူရဲတယ်ချင်းကလွတ်ယူတာမဟုတ်ပါဘူးဦးဟာသာချီကိုတင်းတော်စမ်းမှာငါ့ကိုဘာမှပူရီလာပြောမနေနဲ့မင်းဘာသာကြည့်ဘာရေးပဲဖြစ်ဖြစ်မင်းဟာစမ်းလိုက်ကြောင်မှာသူများခင်ပုံလောင်ခိုးတဲ့လင်ကိုမှအဲ့ဒီအမှစကားလေးချာမှာချိနှလုံးသားဆက်ဆက်ကနာသွားပြီးရဲဘက်တစ်ခုလုံးပြေးချက်သွားတယ်မျက်ဝန်းမှာလည်းမျက်ရည်ပြားချက်ချင်းပြည့်အိုင်လာပြီးပါပြင်းပုံလှိမ့်ဆင်းလာပါတယ်ဥဟာသူမကိုဒီအကြောင်းနေတကားမှပြောခဲ့ဘူး
ဦးဟာလူညာပဲဖြူစင်သွဲဆိုတဲ့အမျိုးသမီးရဲ့စကားတွေကိုထပ်ခါပြန်ကြားရောက်လာပြီးချီမျက်ရည်တွေမစဲနိုင်တာအခုထိပဲဦးလည်းရမ်းစိတ်ဆိုတယ်ဦးဟာသူ့မောင်တမင်လိန်ညာဖုံးကွယ်ခဲ့တာပဲဝင်းအိမ်ကိုပြန်ရောက်တော့ချီရအခန်းထဲမှာတရှုံရှုံနဲ့ငိုတန်ကြပြီးသူ့အထိတ်ထိတ်အပြပြနေပဲအခန်းထဲကိုခက်မြင်ဝင်လာခဲ့ပါတယ်ဆန်ဆိုင်လေးဘာလို့ငိုနေရလဲကြားပြစ်မှာဒူးတောက်ထိုင်နေပြီးနေရမမီကငိုနေပြီးသူမနာပါခြေပြားထောက်ထိုင်ချပြီးမေးလိုက်ပါတယ်လာမထီးနဲ့ဦးမောင်နဲ့ချီရသူ့ရင်ဘတ်ကိုတွန်းလောက်ပြီးနေရနေထားရပြီးတော့အခန်းထဲကနေပြေးထွက်ဖို့ပြည့်နေရမို့သူ့လက်ကိုအမေရဆွဲထားလိုက်ပါတယ်ဆန်ဆိုင်လေးဘာဖြစ်လို့လဲခလေးယာကိုဘာတွေစိတ်ဆိုးနေရလဲဦးဟာလူညာဦးမစေးဆက်ထားသူရှိသားနဲ့ချီကိုလက်ထပ်တယ်ဟလိုဘယ်ကစေးဆက်ထားသူလဲကိုဘယ်သူနဲ့မှမစေးဆက်ပါဘူးခလေးရဲ့ခလေးဘာတွေပြောနေရလဲအဲ့ဆိုဖြူစင်သွဲဆိုတာဘာလို့လဲသူကကိုယ့်ရဲ့လုပ်ငန်းပါတနာရဲ့တမီလေးကိုနေတူကဘာမှမပတ်သက်ဘူးညားပြန်ပြီဘာမှမပတ်သက်ဘဲနဲ့သူကချီကိုစနိုင်ကြော်လို့ပြောပါမလားသူကခလေးကိုစနိုင်ကြော်လို့ပြောသွားတယ်ဟဲ့လားဟွန်းဒီမိမကတော့ကွာသူချက်ချင်းပဲပေါင်းပြီးအိတ်ကက်ထဲကသူ့ဖုန်းဆွဲထုတ်ပြီးကောတက်တဲ့ကနံပါတ်တစ်ခုနှိပ်လိုက်ပါတယ်ဟယ်လိုဖြူစင်သွဲမင်းကဘာကိစ္စနဲ့ငါစနေကိုစောကားမော်ကပြောဆိုရလဲကျမပြောတာဘာမှနေလို့လဲရှင်ကသက်စာဘာကောင်းမဲဝင်အဲ့လိုပြောဟာမင်းနဲ့ငါနဲ့ဘာပတ်သက်လို့လဲဟာမဲဘာသာအရှက်မရှိပဲငါ့ကိုကြွက်ကန့်နေရငါကမင်းကိုနည်းနည်းလေးမှစိတ်ဝင်စားမှာမဟုတ်ဘူးနောက်တကမင်းခုလိုထပ်လောက်မယ်ဆိုရင်ငါဆိုးမဆိုးနဲ့ငါတိတ်ကောင်ချီပါမခံနိုင်နဲ့မင်းဖေနာတွေကိုမင်းမကောင်းကြောင်းနဲ့မရောက်စေချင်တော့အေးစေးနေလိုက်သူပြောပြီးဖုန်းချပြလိုက်ပါတယ်သူမိန်းကလေးတယောက်ကိုခုလိုနည်းနည်းနာနာမပြောချင်ပေမဲ့အခုချိန်မှာသူ့အတွက်သူ့ရဲ့ဆန်ဆိုင်လေးတန်တရားကင်းဖို့အတိတ်ကပဲဆန်ဆိုင်လေးကြားပြီနော်ကိုဘယ်မိန်းမနဲ့မှမပတ်သက်ဘူးချီဟာသူ့ရဲ့ရပ်ဖက်ကိုတွန်းလို့ပြီးကလေးမစောင်းကြီးအောင်ကြီးဝင်ထားလိုက်ပါတယ်ဝင်းရင်လည်းသူ့မပေးပါကတ်ထားလိုက်ပြီးကလေးကိုရုံပါပါကိုတကယ်ဘယ်မိန်းမနဲ့မှအရှုံးရှဲမရှိခဲ့ဘူးကလေးရဲ့မယုံမှာဆိုကလေးရောအောင်ကိုဘာနဲ့တက်တည်ပြရမလဲမပြနဲ့ဦးကိုစိတ်ဆိုးတော့မယ်စကားလာမပြောနဲ့ဝင်းရင်သူ့မကိုလေးကတိမ်ကျုံဖက်လိုက်တော့ချီရအတင်းရောက်နေလှုပ်တော့ဘသူကဖက်ခိုင်းလို့လဲမဖက်ခိုင်းလဲဖက်ချင်လို့ကိုစိတ်မဆိုးတော့မလားဆိုးသေးရဲ့ဆိုးသေးလားဆိုးသေးရဲ့ဆိုးသေးလားဆိုးတော့သူမကစိတ်မဆိုးတော့ပြောတော့တာမှဦးဟာတမောင်ထန်ထန်လာပြီးချီရဲ့နှကန်းစူထော်သွားတယ်ဦးနော်စိတ်မဆိုးတော့ပါဘူးဆိုဘာလို့ထန်ထန်နေရလဲကို့မိမောင်နန်းကျင်လို့နန်းတာလေချစ်လို့နန်းတာအသေးရလို့နန်းတာဥရလို့နန်းတာဟာဦးနော်ဘာတွေပြောနေမှမသိဘူးရှက်သွေးပြပြီးမျက်နှာတစ်ပြန်လုံးပန်းရောင်တန်းနေတဲ့တုံးမမျက်နှာကိုဦးကငုံညိလာပြီးရှက်နေတဲ့ပုံနေရချစ်စရာလေးထန်ထန်ကျင်လာပြီးမနှမ်းနဲ့အမြင်ကက်စရာကြီးတုံးမနာကပ်ပြီးတုံးမကိုမရက်ပဲမနေနိုင်အမျိုးဆုံးလှုပ်ပြနေရဲ့ဦးချီရဲ့စိတ်မှာအတော်လေးခင်းတွဲမိပါတယ်ဦးဟာသူမရဲ့အလုပ်ကိုအစွမ်းကုန်လိုက်တဲ့ပထမဦးဆုံးသူပဲခလေးချစ်စရာခလေးငယ်လေးဦးဟာအိပ်ပျော်လို့ပြည့်နေတဲ့သူမနာကိုတိုးကပ်လာပြီးသူမခါလေးကိုလာဖက်ခေါ်လာချက်မှာပဲအိတ်ချင်နေလားဦးဟာအိတ်ချင်တယ်အဲ့ဒါကိုချီရဘာလို့ပေးရမှာလဲကိုယ်ပင်ပန်းပြီးကောင်းကောင်းအိပ်ပျော်အောင်လုပ်ပြီးဟမ်ဘယ်လိုမျိုးလဲဦးဟာလည်းဘာမှလည်းမတည်ဘူးချီအိတ်ချင်နေပြီဦးစီကခွင့်ပြုချက်နဲ့အတူချီလဲသူမှအလုံးလုံးမဲ့ကုမ္ပဏီကိုအလုံးရှောက်ဖို့ရှောက်လာခဲ့ပါတယ်အလောက်ကလိုပေါင်းခေါ်မယ်ဆိုပြီးအဲ့ဒီအကြောင်းဦးပြောပြတော့ဦးသူမှစိတ်ပေးပုံထဲမှာအိတ်တောင်မရှိလိုပြေးခိုင်းခဲ့ကြပေမဲ့ဦးရဲ့မျက်နှာတော့လုံးဝမကောင်းခဲ့ဘူးစိတ်ဆိုးလို့ဒေါသထွက်လို့မဟုတ်ပဲစိတ်မကောင်းဖြစ်ပြီးဝမ်းနဲ့တလုံးမျိုးဦးကအဲ့လိုဖြစ်နေတာမြင်ခဲ့ရချိန်မှာအချီရင်နဲ့ပါလုံးဝနေလို့မကောင်းခဲ့ဘူးဦးနဲ့ပတ်သက်ပြီးသူမစိတ်ထဲမှာဘာတွေဖြစ်နေတယ်လဲမသိဘူးချီအတွေးလိုရင်းနဲ့ရှောက်လာတော့မှတက်လီတကာပိတ်တောင်မြင်လိုက်ရပြီးခဏဆောက်မှလက်အော်ပြီးတက်လီကားစီပါခက်မြင်ပဲပြေးလာခဲ့လိုက်ပါတယ်တမတက်လီကားတွေရောက်တော့အထဲမှာတက်လက်ပိုင်းမျိုးသားနှစ်ဦးသာရှိပါတယ်ကျေးဇူးပါရှင့်ပြောပြီးကြည့်လဲသူတို့ရှိမလန့်မကက်မှရမ်းလိုက်ပါတယ်ပတ်စံအိတ်ထဲကမိတ်ကပ်ကိုထောက်ပြီးကိုမြင်နာရဲ့လိုအပ်ချက်တွေကိုပုံပြီးလုပ်နေအောင်ပါအခုနလူနှစ်ယောက်ထဲကရှုပ်ပူချော်တဲ့အမျိုးသားသူမအောင်ကြည့်နေအောင်မန်နေရနေတစ်စစ်မြင်လိုက်ပါတယ်သူကြည့်နေအောင်ချီတိသွားတော့မှသူ့မျက်နှာမလွေတလို့လက်ပြမလုံးတဲ့အရေးရောင်လေးမပြပဲမန်တရားမြင်နေတဲ့ကြည့်ရဲ့မျက်ဝန်းတီဟာခက်ဆဲကြည့်လာပါတယ်
ကြည်လည်းမိတ်ကပ်ဖို့ပြန်သိမ့်ပြီးသူနဲ့ကက်ကော်ကွာပုတ်ပြီးတိုးရွှေ့လိုက်ပါတယ်။ကျေချင်တော့ချီနဲ့သူတို့သွားနေရတလော်လေးပြစ်နေပြန်နေချီလည်းသူတို့တဲ့အရင်ခတ်တွဲရှောက်လာပြီးရုံခန်းရှိအောင်အမြန်လာကခုံဖောင်းဝဲထားလိုက်ပါတယ်။အလုံးလျှောက်တဲ့သူတွေများလုံးလို့ချီစိတ်တက်ပဲကြကြံသွားတယ်လို့ပါပဲ။ဘာမှမကြောက်နေတော့ကလေးအကောင်းဆုံးကြိုးစားခဲ့။ဦးကလည်းချီအင်တာဗျူးဖြေပြီးရဲ့အထိလိုက်ဆောင်ပေးပါဆိုလိုက်ဆောင်ပေးကြမှာတယ်။ဒါမဲ့ဆန်းရှိုင်းလေးကိုကိုအားကိုပြီးတက်တိရှိစေချင်လို့ကိုကိုတိုင်းကပဲကိုစိတ်ကိုအားပေးနိုင်တာဆန်းရှိုင်းလေးရဲ့ဥရဲ့စကားကိုပြန်ကြားရောက်လာတော့ချီရဲ့နှကန်းလေးတွေကအလိုလိုနဲ့ပြုံးသွားရပါတယ်။ထိုစဉ်သူမတို့ရှေ့ကနေပြန်လျှောက်သွားတဲ့သူကြားချီရဲ့မျက်ဝန်းတရားတိတိတတ်တာလှုပ်ရှားသွားရတယ်။ဓာတ်လိကားတွေကသူချီအစိတ်ထရနေပြီးတီတုပ်ရှိရွတ်နေရောပါပဲ။အဲ့ဒီတူကသူမကိုကြည့်လာတယ်။ဓာတ်လိကားရဲ့ပါကြည့်ခဲ့တော့အကြိတ်မျိုးနဲ့ပေါ့အဲ့ဒီတူကသူမတို့အင်တာဗျူးဖြစ်ရမယ့်ရုံခန်းထဲဝင်သွားတော့သူကဒီကုမ္ပဏီရဲ့ယာရူကြီးပိုင်းတွေကပြစ်မယ်လို့ချီတွေးထင်လိုက်တယ်။ချီတင်ထားတယ်လို့ပါပဲ။သူကယာရူကြီးပိုင်းနဲ့ပြစ်ပြီးသူ့ရဲ့ယာရူကစီယူတဲ့သူမအင်တာဗျူးပြေတော့လေသူဟာထုံးစံအတိုင်းလှကြည့်ပြန်တယ်။သူအကြည့်ဟာဘလို့ကြီးမှန်းကိုမသိရပါ။တကယ်ကြီးတင်စီဆူရှာပြီးညှို့ယူနေတယ်လို့အကြည့်ပေမဲ့ဥရဲ့အကြည့်လောက်တော့ရှင်းခုဖို့မကောင်း။ဥရဲ့အကြည့်နေရာကျန်နာခြင်းမျက်နှာချင်းချစ်ခင်ယူရခြင်းနဲ့အပြည့်နဲ့ပြက်ပြီးတော့တင်စီကြီးကင်းမဲ့ကသူမအတွက်ဆိုအရာအားလုံးအလျှော့ပေးထားရဲဆိုတဲ့အကြည့်မျိုးဦးဟာသူမအတွက်ခင်ပိုးလို့ပြစ်တယ်မှုပြင်အဖေလိုအခုလိုတငယ်ကျန်းလို့သူမကိုကာကွယ်ဆောင်ရှောက်ပေးပြီးပျော်ရွှင်ခြင်းနဲ့ယူဆောင်လာပေးတယ်လို့သူမရဲ့ခံစားချက်တွေကိုအလေးထားပေးတတ်တဲ့သူပါဦးလက်ထပ်အောင်ချီလုံးဝနောင်တမရအောင်ညနေဦးအိမ်ကိုပြန်ရောက်တော့ချီရဦးကိုအပြေးလေးထွက်ကြပါတယ်ဆန်းရှိုင်းလေးအင်တာဗျူးဖြစ်ခင်အဆင်ပြေရဲ့လားဦးကပကောင်းလေးကိုဖတ်ပြီးမေးလာချက်မှာပြေးတယ်ဦးပြောတယ်လို့မျိုးချီအကောင်းဆုံးကြိုးစားခဲ့ရပဲရတာမရတာပါထားအကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ကျိန်းတတ်တယ်ကြည်စမ်းမအောင်ကွာကိုစနီလီကအရွှေနဲ့မလိုက်အောင်တွေးခေါ်တလိုက်တာဦးကတော့မပကောင်းလေးကိုဖတ်ရင်းနဲ့အိမ်ပုံခွန်လာပါတယ်အဲ့လိုဆိုမှချီမွေးနေရောက်တော့မှာနော်ဦးဘာလို့ပေးမှလဲဆန်းရှိုင်းလေးကဘာတွေစိတ်ကူးထားလို့လဲကိုပြောပါအောင်ဦးစီစဉ်ပေးရအားလုံးကြည်ရလက်ခံမှာပါဦးကချီကိုဝင်းနေလောက်ပေးမှာပေါ့နော်လောက်ပေးမှာပေါ့ဗျာကိုကလေးရဲ့လူကြီးစားဖြစ်ချင်မယ်လေကိုကအမတ်တရကောင်းလေးတွေဖန်တီးပေးမှာဦးဟာလေချီပေါ်မှာအရန်ကောင်းတာပဲနော်ချစ်လို့လေချစ်တော့စိတ်ချမ်းသာစေချင်မိရပေါ့ဦးစကားကြားတော့ချီရင်ထဲမှာတိတိတတ်တာလှုပ်ခတ်သွားရတယ်ဦးရဲ့ပြုတ်မှုတစ်ခုချင်းစီတိုင်းဟာသူမနှလုံးသားအမြဲနှွေးထွေးနေရပဲအခန်းငယ်လေးရဲ့မှာအနှမ်းကျဖလဲနေရအသက်ရှူတန်းလွှမ်းခြုံလို့နေပါလေနေရစလုံးကလည်းရှင်းခုန်နေကြတယ်သူဘက်ကမျက်နှာမူပြီးပင်ပန်းစွာအိမ်မောကြနေတဲ့တုံးမလေးမျက်နှာကိုဝင်းမျက်နှာစွာငေးဆိုင်ကြည့်ပြီးပေါင်းပြည့်နုနုလေးကိုလှမ်းကန်လိုက်ပါတယ်အိမ်ရဲ့ပုံစံလေးဟာအစားထက်မြက်နူးစရာကောင်းတဲ့ဇနီးငယ်လေးဘယ်တော့မှချက်မဝနိုင်တဲ့သူ့ရဲ့ဇနီးငယ်လေးသူအရင်ချင်းရတဲ့သူ့ရဲ့အချက်ဇနီးငယ်လေးသူမနဲ့တောင်ဝေးရရင်တော့သူခန္ဓာရင်ရှိမှမောက်တာကျိတ်တယ်သူကျိတ်နေအောင်မှသူမမျက်ခွန်လေးတွေကလှုပ်ခတ်လာပြီးမျက်လုံးလေးတွေကခပ်ဖြည်းဖြည်းပွင့်လာပါတယ်အဲ့ဒီတေးဦးလားခလေးအိတ်နေရလေးကိုကြည့်နေရဘာလို့ချစ်လို့ဦးကလူဆိုကြီးချစ်ကိုအမြဲနိုင်ချက်နေကိုကဒီတဲ့မကအညာကျင့်ကျင်သေးရအချိန်တိုင်းနေတိုင်းညတိုင်းပဲဦးနော်အချိန်ဟွာအိတ်တော့ပင်ပန်းထားလေဟုတ်ဦးလည်းအိတ်တော့နော် good night baby ဝင်းရနှကန်းလေးပေကိုဖိကန့်နှမ်းလာပြီးတုံးမောက်ပူတုဖက်ကမျက်လုံးလေးကိုမိတ်ချထားလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါနော်ချီဖုန်းချပေးရနဲ့အခန်းထဲကနေပြေးထွက်လာခဲ့လိုက်ပါတယ်။အောက်ထပ်ကိုရောက်တာနဲ့ဦးရှိနေပဲရေကူးကန်စီမှပြေးထွက်လာခဲ့လိုက်တယ်။ဦးဘာဖြစ်လာလဲကလေးအလန့်တကြားနဲ့ဦးချီအလုံးရပြီ။တပတ်ကကြာရင်အလုံးစားစင်းလို့ရရတဲ့တကယ်လား။တကယ်ပေါ့ချီအရန်ဝမ်းသာတာပဲ။ဦးလည်းဝမ်းသာမလား။ဝမ်းသာပါတယ်ဗျာ။ကိုကလေးကတော့ပြီးသားပဲ။ဦးချင်းကရေးထုတ်ပြီးသားသိပါတယ်။ဒါမဲ့ကိုတော့တခါမှရေအတူတူမချိုးဘူးလေခလေးဟုတ်အခုအလုပ်လုပ်ရမယ်ဆိုတော့အလုပ်မှာကောင်းလေးချောချောလေးတွေရှိကြမှာပဲကိုစိတ်မချခြင်းကိုစီကနေစမ်းရှိုင်းလေးကိုတယောက်ယောက်ကလာလို့သွားမှာမျိုးကိုလုံးဝလက်မခံနိုင်ဘူးဦးစိတ်ချပါနော်ကြည်ကကိုအိမ်တောင်းတယ်ဆိုတော့ဘရောမမေးထားမှာမဟုတ်ပါဘူးဦးပေါ်ပါလေချီယာဖောက်ပြန်မှာမဟုတ်ပါဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ဥပကရာနှုံပြည့်ယုံကြည်ထားပြီးလို့ရပါတယ်
သူမရဲ့စကားတွေကသူ့စိတ်ကိုအတော်လေးကျဉ်းနှံစေ။ဒါပေမဲ့သူ့ရဲ့စိုးရိမ်စိတ်တွေကတော့လျှော့ပါမသွားခဲ့ဘူး။သူမမယုံလုံးမဟုတ်ပဲကံကြမ္မာမယုံကြည်ရပါ။သူတို့အိမ်တော်ရသူမဘက်မှာအချက်မပါခဲ့တဲ့အတွက်တက်ချိတ်ချိန်မှာသူ့ရင်ထဲကချစ်မြတ်နိုးခြင်းဟာသူ့ပေါ်လိုက်သူ့ထားခဲ့မှကျင်းတည်ရဲ့။အကယ်၍အဲ့လိုသာပြက်လာခဲ့သူဘလို့များဆုံးဖြတ်မိပါပါလေ။ဦးကသူမအလုပ်ရတဲ့အထိမ်းမှန်အနေနဲ့သူမဆွဲကြိုးလေးတစ်ကောင်လက်ဆောင်ပေးပါတယ်။ကြိုက်လားကလေးကြိုက်တယ်ဦးကျေးဇူးတက်ပါရဲ့နော်။လက်မရကြမှာအဲ့ဒါကြီးပြောဖို့မလိုပါဘူးကလေးဟာကလေးစိတ်ချမ်းသာနေကိုရပြီ။ကို့အတွက်တကယ်ပြည့်စုံပြီ။ဦးဟာတကယ်ကိုချစ်အတွက်တခြားမင်းပဲတိလား။ဟမ်နှစ်သားမဟုတ်လား။တခြားမင်းကနှစ်သားတဲ့အစ်စ်မြင်တယ်လေ။ဦးဟာချစ်ရဲ့တခြားမင်းပဲ။ချစ်အောင်ဦးအတွက်ပါလေ။ဆန်ရှိုင်းလေးကကို့အတွက်ပဲရက်မှာ။ကိုရဲ့နန္ဒပေကိုရဲ့ဇနီးပြောပြရနဲ့ဦးဟာသူမနှခမ်းလေးကိုတိမ့်ပိုင်းလာပါရင်ဒီနေ့ချိန်အလောက်ဆောင်ဝင်နေဖြစ်ပြီးဦးဟာသူမကုမ္ပဏီရှိထိလိုက်ပို့ပေးခဲ့ပါတယ်အပြန်ကြရင်လည်းကိုကွင်းကျုံမင်းတော်ကလေးဟုတ်ကဲ့ဦးကောင်းဖြည်းဖြည်းမောင်းတက်တာဦးနဲ့အပြန်နှုတ်ဆက်ပြီးရနဲ့ကြီးလဲကုမ္ပဏီရဲ့ဝင်ကဲလိုက်ပါတယ်သူမလေးသူ့ရဲ့မြင်ကွင်းနဲ့ပြောက်သွားပြီဆိုမှဝင်လဲကားဆက်ကိုပြန်လို့ပြီးနေရာနေမောင်းထွက်လာခဲ့လိုက်တော့တယ်ဒီကုမ္ပဏီနဲ့ရောက်တယ်ဆိုရင်ပဲသူမအတွက်စီစဉ်ထားပြီးရဲ့စပွဲမှာဝင်ထမ်းလိုက်ပါတယ်ခဏကြာတော့သူမတို့ရဲ့ဘော့စ်ရောက်လာပြီးသူမတို့ဝန်ထမ်းနေရာနေဖြန့်လျှောက်သွားရင်းနဲ့ပဲဘော့စ်ကသူမဘက်ကိုလှည့်ကြည့်သွားပြန်ပါတယ်မင်္ဂလာပါဘော့စ်ဝန်ထမ်းတွေအကုန်လုံးကနေနေရာထားလိုက်ပြီးနှုတ်ဆက်လိုက်ပါပဲကြည်လဲရောင်ကန်းကန်းနဲ့နေရာနေကမန်ကရန်ထားလိုက်ပါတယ်ဘော့စ်ကသူမပုံစံကိုကြည့်ပြီးပြုံးလိုက်တလားပင်မသိသူရောင်ကန်းနဲ့ဝင်သွားပြီးဆိုမှချီတို့အားလုံးနေရာမှာဝန်ထမ်းလိုက်ကြပါတယ်ဘော့စ်ကတကယ်ပဲဘလို့လူပါလဲဘော့စ်ရဲ့နာမည်ကအထုံးမြတ်တဲ့တင်းစီချက်ပဲနော်သူမကအိတ်ရောင်တေးချပြန်ပြူအောင်ခင်းနေရင်မှညာဝဲအင်းကြီးလဲနေတဲ့သူဟာအတင်းတုံနေချက်မိလူဟောင်းချောလာလူကတော့ချောပါတယ်အသက်ကခုမှ20ခုပဲရှိသေးရတယ်ဟောချောရဲပေါ့ချောပါတယ်ဆိုမှပဲဥဟာလေသူကတဝင်းတုပ်ပြီးရွှဲမရအောင်သူမကချောရဲကြီးထပ်ပြီးတော့ပြောနေရောဝင်းစိတ်ထဲမှာမကြည်နှက်ခြင်းဥအိတ်တော့မလားနွားတို့တောင်းလေခဏတော့ခြေသွားယူလာမယ်နေပါစေတော့မယူတော့နဲ့မတောက်တော့ဘာလို့လဲနေမကောင်းလို့လားအဲ့လိုပြောပြီးသူ့နှစ်ဖူလာစမ်းကြည့်ကိုလည်းမပူပါဘူးချက်ချင်းကောက်ကငင်ကဘာဖြစ်သွားရလဲဦးရဲ့ကိုတဝင်းတိုးနေအားဆန်ရှိုင်းလေးဟာတခြားယောက်ျားချောရဲ့ပြောလို့ကိုမကြိတ်မနှက်ပြက်နေရအော်အဲ့ဒါကြောင့်လားဘာများလဲလို့ဦးရဲ့ခလေးဆန်လိုက်တာအဲ့ဒါတွေကချက်မိသွားတဲ့သူတွေပဲနားလည်ပါဆန်ရှိုင်းလေးရဲ့ကိုချစ်တဲ့သူကိုကလွဲပြီးဘယ်သူမှအာယုံမဆိုင်စေချင်တာချစ်မိသွားတဲ့ကြားတဲ့သူတွေမှာရှိအတပဲတဝင်းတူရဲ့စိတ်မချအောင်ဆုံးရှုံးခြင်းဒါရီကဆန်ရှိုင်းလေးကိုချက်လို့ပြက်လာတယ်ကိုရဲ့အတရီသူစကားဆုံးတော့ချစ်ရဲ့မျက်နှာလေးကပြုံးစစ်စစ်လေးပြက်သွားပါတယ်သူကချောရမှန်ပေမဲ့သူ့ရဲ့ပုံစံအေးချမ်းချစ်ရဲ့အမျက်မှာချောရတဲ့အတူတူဥဟာပို့ပြီးတော့အေးချမ်းတယ်တကယ်လားဆန်ရှိုင်းလေးတကယ်ပြောရလားအဲ့ပေါ်ချီတွေးဘူးသမျှယောက်ျားတွေထဲမှာဖေဖေပြီးရင်တော့ဦးဟာအခန့်ဆုံးနဲ့လေးစားစရာအကောင်းဆုံးပဲချစ်ဖို့ကောင်းလိုက်တဲ့ကိုစနီးလေးဦးရဲ့အနက်နေကြောင့်ချီရနေခုံနေရဘာကြောင့်မှလဲနေကြီးနေအောင်ကြီးဘော့စ်ခေါ်နေရဲ့သူမရဲ့စိတ်နေရမောင်တယောက်ကလာပြောရမို့ချီနေရထပြီးရုံကန်နဲ့ဦးတီလေးလိုက်ပါတယ်ရုံကန်ရှိရောက်တာနဲ့တကောက်အသာခါပြီးခန်းထဲကိုဝင်ခင်းလိုက်တယ်ဘော့စ်ချီကိုခေါ်တယ်ဆိုလို့ပါထိုင်ပါအလုံးလုံးကအဆင်ပြေရလားပြေးပါလေဘော့စ်မနေ့ပြန်ကြရင်တော့ဒလကုံမှာကျန်းပါမယ်မင်္ဂလာပွဲတစ်ခုအတွက်ကောင်းဆောင်တဲ့အတူလိုအပ်တာတွေစာပြီးပြင်ဆင်ရတော့ပါပါကိုတီထားပါလေမင်းကဒီရောက်ဝန်ထမ်းနေတဲ့မှာအသက်ငယ်ဆုံးဆိုတော့မင်းဒီအလုပ်ကိုလုပ်နိုင်ပါမလားလို့တွေးပုံမိနေတာလုပ်နိုင်ပါလေဒီအလုပ်ကနေကြီးအဝဒနာသူကဘာမှဆက်မပြောဘဲနှုတ်ဆက်သွားတော့ချီလဲဘာပြန်ပြောရမလဲမသိရောမနေ့ကမင်းကိုလာကြွားဘာတူလဲရှင်သူကဘာမှဆက်မမေးပဲချင်းမျက်နှာကိုတောင်စိုက်ကြည့်လို့နေပါလေဟုတ်ဦးလေးပါအဲ့လိုပြောလိုက်ရတော့ချီရဲ့ရင်ထဲမှာအတော်လေးအောက်မြတ်သွားပြီဦးလည်းအားနာတယ်လို့တနာသွားပါတယ်အော်နှုတ်ရင်တော့ဦးဟာလေးလေးကအရန်နှုတ်ပြီးကြောင်းတယ်မဲမရှိစားရှိရမေးရလာတော့ရှိစားရှိလားလို့မရှိပါဘူးအော်ထက်ပါတယ်ဟုတ်အဲ့ဒါတွေမေးဖို့ခွာလာရင်ဟုတ်တယ်ဟမ်မင်းနဲ့ပတ်သက်တာတွေကိုသိကြလို့ဘာလို့လဲနောက်မှပြောမယ်တွားလို့ရိုက်ခြေလဲနှစ်ခါပြောစရာပဲမလို့အဲ့ဒီအခန်းထဲကနေမပြေးုံတမဲထွက်လာခဲ့လိုက်တော့တယ်ဘော့စ်ပြောခဲ့တဲ့စကားတွေကလည်း
သူမနားရကနေလောက်မထွက်နိုင်ပဲရှိနေခဲ့ပါတယ်။ဖွားဖွားရေချီတို့အလဲလာတယ်။ရုံပရဲ့မို့ဦးနဲ့ချီတို့အဖွားဖြစ်သူထပ်မှအလဲရောက်လာခြင်းပဲဖြစ်ပါတယ်။အမလီပေါ်လာကြသေးရဲ့တမျိုးနဲ့နေလို့ပဲဖွားဖွားသူမတို့ရွှဲတလို့လေးပြောပြီးအနောက်ရောက်လာပါတယ်။ချီကအလုံးနဲ့မလို့ပါဖွားဖွားအလကားနောက်တာပါလာကြဒေါ်မိုးကြီးဟာမြေရီကိုအိတ်ကန်းထဲကိုခေါ်လာတယ်။ငါမြေးလေးအလုံးမှာစိမ့်ပြေလားပြေးပါလေဖွားဖွားရေချီလဲဒီနေ့ပဲအားတယ်။ဟိုနေ့ကတောင်မှမီးမမီကဖုံးဆက်သေးရဲ့။ညီအလုံးလုံးနေရတော့မပြောလိုက်ဘူး။ဒါမဲ့မကြခင်အောင်စင်းနေထွက်တော့မှာဆိုတော့သူတို့လည်းရန်ကုန်လာကြမှာအဲ့ဒီခါကျရင်ငါမြေးအလုံးလုံးနေရတိပါပဲ။ငါမြေးဘလို့စဉ်းစားထားလဲ။ချီဦးအာကုတကြည်လှမ်းကြည့်လိုက်တော့ဦးဟာသမားလက်လေးကိုကိုင်းလာပြီးကျွန်တော်တို့အမှန်အတိုင်းပဲပြောလိုက်ပါပါအခုချီဟာအိမ်ရွှေမတယောက်ဖြစ်နေချီကိုကျွန်တော်ပဲပိုင်တာသူနဲ့ပတ်သက်တဲ့များကျွန်တော်နဲ့ပဲဆိုင်နေဦးရဲ့စကားချီဟာအတော်လေးအားတက်စေပြီးတတိတွေပါရှိလားဦးဟာပဲတုံးမရဲ့အားကိုပါပဲတကယ်ခဏလေးစိုးတယ်လို့ပဲအောင်စင်းထွက်မဲ့ရက်ကိုရောက်ရှိလာပါတယ်ချီတင်ထားတယ်လို့ပဲချီဟာအော်ဒိတ်ပါခဲ့သူမမိဘတွေကရှန်ကုန်ထွက်လာကြရင်သူမမိဘတွေမရောက်ခင်တရက်အလို့မှကြည်လဲအလို့မသွားပဲခွင့်ရဲရှိယူထားလိုက်ပါတယ်ဖဖေတဲ့မိမိတို့ရောက်လာရင်အတိုက်အခန်းတွေပြည့်အောင်ပါလေအမတ်စင်းတွေထွက်လို့စေးချောင်းတာမင်းတော့သူမမိဘတွေနဲ့သူမကြောင့်မှဘာတွေဖြစ်လာမလဲမပြောတတ်ဘူးသူမအလို့မသွားပေမဲ့ဘော့စ်ကသူမဖုန်းနဲ့ကွန်ပျူတာစကားလှမ်းပြောတယ် Congratulations ပါရှိတကယ်ဆိုရင်တော့ကိုကအလုပ်ဝင်တာမကြသေးရဲ့ခွင့်နဲ့ခွင့်ရရွှေမပေးတတ်ဘူးမင်းမလို့ကျေးဇူးတင်ပါတယ်ဘော့စ်မင်းအတွက်ကိုလန်းဆောင်စီစဉ်ထားတယ်အဲ့ဒါမင်းအိမ်ကိုကိုလာလို့ရမလားမလာပါနဲ့ချီအလုပ်ပြန်စမှပဲလက်ခံပါပဲโอเคလေမင်းအလုပ်ပြန်စမဲ့အချိန်ကိုကိုစောင့်နေမယ်ကြီးဟုတ်ကဲ့သူမဘော့စ်နဲ့ channel မှာပုံပြောပြီးအိမ်ထဲပြန်ဝင်လာတော့ဦးကဘသူနဲ့ပုံပြောနေရလဲကလေးဘော့စ်နဲ့လေချီကိုကွန်ပျူတာစကားလှမ်းပြောတာအော်ဟိုချောတယ်ဆိုတဲ့တယောက်လားဦးကလည်းလေဒါအခုတည်းပြောလို့မပေးသေးဘူးချီတက်တောင်မှကလေးစံနေသေးတယ်ဆန်ရှိုင်းလေးရဲ့အလောက်ကသူတွေကဆန်ရှိုင်းလေးကိုလူလွတ်လို့ပဲထင်နေကြလေတရားရောက်ကလာပြီးပူပန်ဘလို့လုပ်လဲအဲ့လိုပူပန်နိုင်ချင်းကပါသွားမယ်ထင်လို့လားမတင်ပေးမယ်စိတ်မချတာပဲကဲပါဦးရဲ့အဲ့ဒီယောက်ျီလုံးမနေပါနဲ့ထမင်းသွားစားချီကိုထမင်းခွန်ကြွေနော်ဦးနော်ဟုတ်ပါပြီလားဦးဟာချီရဲ့ပခုံးလေးကိုဖမ်းပြီးထမင်းစားခန်းထဲကိုခေါ်လာခင်လိုက်ပါတယ်ဦးခွန်ကြွေရဲ့ထမင်းလောက်တိုင်းဟာချီစားခဲ့ဘူးတည်းများအထဲမှာအရသာရှိဆုံးပါပဲတွေ့လားငါသမီးကတကယ်တော့တာပါဆိုမိဘတွေလိုချင်တဲ့အတိုင်းဖြစ်အောင်လုပ်ပေးတယ်အမှန်စင်းထွက်လာချိန်မှာသူမရဲ့အမတ်ကစိတ်မှတ်မိနေလို့ဖေဖေကအပြောကြီးပြုံးနေပေမဲ့ချီကတစ်စက်မှမပြောချီမလောက်ချင်တဲ့အရာတွေလောက်ရတော့မှမလို့လူကအသက်ရှူကျက်လာတယ်လို့ခံစားပြီးငိုပါငိုချင်နေပါတယ်ငါသမီးကစေးချောင်းသူကြီးဖြစ်တော့မှပြီးရင်ဆရာဝန်မကြီးဖြစ်လာမှာကျွန်တော်ချီကိုစေးချောင်းပေးမတတ်ဘူးသူ့ကိုဆရာဝန်ပေးမလုပ်ဘူးဘာကွမင်းပါစကားပြောလိုက်တယ်ချီကိုဆရာဝန်ပေးမလုပ်ဘူးသူကဆရာဝန်ဖြစ်ချင်တာမဟုတ်အဲ့ဒါလေးငါစိတ်ဝင်စားဘူးငါတစ်ချိန်လုံးငါသမီးကဆရာဝန်ဖြစ်ရမယ်လို့ကြွေးကြော်ထားကွာအကူကသူ့စံနာကိုမေးဘူးလို့လားသူဘာဖြစ်ချင်လဲမေးဘူးလို့လားသူကဆရာဝန်ဖြစ်ချင်ပါတယ်လို့ပြောခဲ့လို့လားအကူတို့ဘာသာတတ်မှတ်ကြမလားကျွန်တော်သူဖြစ်ချင်တာကိုပဲဖြည့်ဆည်းပေးမှာသူကဆရာဝန်ဖြစ်ချင်ပါတယ်ဆိုရင်တော့ကျွန်တော်အစွမ်းကုန်ပတ်ဖို့မှာဒါပေမဲ့သူကတော့မှဆရာဝန်မဖြစ်ချင်တာသူမလုပ်ချင်တဲ့အရာဆက်လွတ်ခိုင်းပြီးသူ့ကိုစိတ်ဆင်းရမလုပ်နိုင်နေအောင်ကြီးကသူ့ရဲ့ဝါသနာပါရလောက်ပါမယ်သူဖြစ်ချင်တာကိုပဲကောင်းတယ်ဖော်ရမယ်ဒါတိခင်ပုံအနေနဲ့ကျွန်တော်ဆုံးဖြတ်ချက်ပဲဟာဒီကောင်ကွာဦးကြီးတမီတောင်းမှမှာတယ်ဖေဖေတမီဆရာဝန်မဖြစ်ချင်ဘာလူတွေရဲ့အသက်ကိုအားကျုံမှန်တဲ့ကိရင်နဲ့တခုခုချွတ်တော်ပြီးလူတမ်းမိမလားလို့စိုးရိမ်နေရမယ်စားပန်းတွေကိုပဲတယူတရပြူးထောင်ကြနေတမီးရဲ့ကိုယ်ပေါ်မှာစိတ်အနက်နေအစားပန်းအနက်နေပဲဆွဲစီကြနေစိတ်ုံလျှောက်လန်းထက်ပန်းခင်းကိုပူသဘောကြိုင်တမီးဆရာဝန်မဖြစ်ချင်ဘူးဖေဖေတမီးကပန်းတွေကိုအလားစင်နေသူပန်းတွေကိုပြူးထောင်သူဖြစ်ချင်တာတမီးကလေးမွေးရကြိုမတတ်တဲ့ဟာမှာတမီးအမေဖြစ်သူစကားမဆုံးခင်ပါပဲချီလဲအိမ်မောပြေးတက်သွားတယ်သူမရဲ့စနာကိုထုတ်ပြောမိတာတလောက်ထိပြစ်ကြီးသွားလား
သားသမီးကိုအကောင်းဆုံးနေပဲရစေချင်တဲ့မိဘတွေရဲ့စိတ်ကိုနားလည်ပေးမယ်မိဘတွေကလည်းသားသမီးရဲ့စိတ်ကိုနားလည်ပေးရင်ကောင်းမယ်ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝမှာတပားသူရဲ့စန္ဒတက်ကိုတဲ့ကြောင့်နဲ့ကိုမပြည့်ကျင်တဲ့အရာတွေကိုလှုပ်လို့ရှိရင်မုန်းချက်ပိတ်လောင်ရမယ့်အဖြစ်ကိုလုံးဝမလုပ်ချင်ဝေရင်ပေါ်တက်ကိုတက်လာတော့စီရအခန်းတစ်ခါကိုကြောက်ပြီးအခုထိတရှုံရှုံငုံနေစေပဲသူ့ရဲ့လက်ထဲကနေရေခဲအိတ်ကိုစကွဲပေါ်တန်းပြီးသူ့မောင်လေးကြောဘက်မှာကပ်ပြီးလက်မောင်းအသားကန်လိုက်တော့ဆန်းဆိုင်လေးပါအောင်ရေခဲကြက်ရအောင်ထအရင်နှောက်နေလားဟင်းဒီတိုင်းစိတ်မကောင်းဖြစ်အောင်ပါမငိုနေတော့ကိုရှိရဲ့ဆန်းဆိုင်လေးရဲ့ရှိမှာကိုမမမမရှိနေပြီမေဆန်းဆိုင်လေးရဲ့ဘဝမှာမလောက်ချင်တဲ့အရာတွေလောက်ရတယ်လောက်ချင်တဲ့အရာတွေလောက်ခွင့်မရဘူးဆိုတာမျိုးဘရောမရှိမလားစေအောင်ကိုပဲအပြေးဝယုံထားအခုဆန်းဆိုင်လေးကကိုပိုင်နဲ့ကလေးပဲနော်မငိုနေတော့ဦးဟိုလေသူမတခုခုပြောဖို့တွန်းဆောင်နေရမို့ဝင်းကသူမမျက်လုံးလေးကိုစိုက်ကြည့်လိုက်ပြီးဘာလဲကလေးပြောလေဟိုနေကြည့်ရောဘာမှမဟုတ်တော့ပါဘူးထားလိုက်ပါတော့ပြောပါကလေးရဲ့ဘာပြောမှလဲဘာလဲလို့ဘာမှမဟုတ်တော့မဟုတ်မှကိုယ်တွေးဖို့လေးချင်းငယ်လှုပ်စေချင်တာလားဟုတ်လားမသိဘူးရဲ့ဘာတွေမင်းနေရလဲမသိဘူးအဲ့ဒါဟုတ်တယ်မလို့လားလို့မရှက်ပါနဲ့ကိုတို့ကနေပြားကြီးပဲဒါမျိုးကိစ္စတွေမှာပွင့်လင်းရတယ်ရှက်စရာမလိုကိုပြောနေတာဟုတ်တယ်မလားသူမကောင်းလင်းငုံသွားပြီးမှမသိမလားလေးကောင်းကြီးပြပါတယ်ဝင်းလည်းသူမကိုလေးကိုခတ်တင်းတင်းထွေးပလိုက်ပြီးနှမ်းရှာလိုက်ပါတယ်ဦးကသူမခေါင်းလေးကိုဖတ်ပြီးလက်မောင်းလေးကိုခပ်ပေါ်နမ်းလာပါတယ်ပင်ပန်းသွားရည်လားနည်းနည်းပါချီဟာသူ့မကြည့်ပဲပြေးလာပါတယ်ချီဟာခုမှပြန်တွေးပြီးရှက်နေပုံပါပဲကိုတို့ရေကျိုးအောင်လေလူတွေလည်းညက်ပတ်နေပြီဦးကသူမကိုလေးဝိတ်ချပြီးရေကျိုးကန်နဲ့ခေါ်လာပါတယ်ကန်းနဲ့ရောက်တော့နှစ်ယောက်သားရေပန်းအောင်မှရမ်းလိုက်ကြပြီးဦးကရေပန်းဝင်ချလိုက်တယ်ရေစက်တွေဟာသူမတို့ကိုယ်ပေါ်မှာရှိန်နဲ့ပြေးစင်းလာတဲ့အတိုင်းဦးနဲ့သူမရဲ့ခန္ဓာကိုယ်ရဘူးကတ်နေရောပါကလေးဟောချစ်တယ်ချီရဲ့ပါလေးနှစ်ဖက်ကရှိန်နဲ့ဖြတ်သွားပြီးရေနေရပါအစမတန်အခုံပြန်လာပါတယ်ဝေကသူမမေးပြားလေးကိုဆွဲမောက်ပြီးနှကန်းလေးကိုငိုထွေးနှမ်းရှိုက်ပြလိုက်တယ်သူမလည်းသူ့နန်းလေးကိုမသိမသားလေးတုံ့ပြန်နေခဲ့ပါတယ်ဖေဖေကသူမတို့ကိုလှမ်းခေါ်ပြီးဦးနဲ့ကြည်တို့ဘဝစီကိုရောက်လာပါတယ်တမီးကတကယ်ပဲဆုံးဖြတ်ချက်မပြင်းတော့ဘူးလားဟုတ်မပြင်းတော့ဖေဖေကောင်းပြီလေတမီးရဲ့ဇာနာကိုဖေဖေလိုက်ရောက်ပေးမယ်တကယ်လားဖေဖေကျေးဇူးတင်ပါတယ်ဖေဖေတကယ်ကျေးဇူးတင်ပါတယ်ဖေဖေအရင်ချက်တာပဲတမီးစိတ်ချမ်းသာရင်ပေးရပါမယ်ပြီးတော့တမီးကအိမ်တောင်ထဲပြက်နေပြီတမီးနဲ့ဖေဖေတို့ကစိုက်မဲစိုက်တော့မပိုင်တော့တမီးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုဖေဖေတို့ကဝယ်ပြီးဆွဲဖက်လို့မရတော့လေမင်းပြောရင်တော့ငါသမီးပြည့်ကျင်တာကိုအစွမ်းကုန်ပံ့ပိုးပေးမယ်လို့မင်းစကားမတည်ရင်တော့ငါမင်းကိုလာတတ်မှာစိတ်ချပါအခုယုံထားလို့ရတယ်ပြီးတာပဲတော်မိုးကြည့်နဲ့ခင်ယူရလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးလိုက်ကြပါတယ်သူမရဲ့ခေပုံခုလိုစိတ်လျှော့သွားဖို့သူမနဲ့မိမိကအတော်လေးနားချခဲ့ရတယ်တမီးကအိမ်တောင်ရှဲမှဖြစ်နေမှုတမီးနဲ့ပတ်သက်သမျှကတမီးရဲ့ခေပုံနဲ့ပဲစိုင်းတော့ရမလားသူမတို့ကကိုတမီးရဲ့ကိစ္စအဝဝမှာနေရတကောင်ဝင်ပြီးဖတ်ဆွတ်ဖက်ခွင့်မရှိအောင်လေဒီနေ့ခွင့်ရပြေးသွားပြီမို့ကြည့်အလုပ်ပြန်စင်းရပါတယ်သူမရဲ့ကြည်လန်းနေရလဲဒီနေ့မှတီးတီးတတာတက်ကြနေတယ်လို့ပဲအပြုံးနေရလဲပို့ပြီးအသက်ဝင်နေပြီးမျက်နှာကလည်းကြည်လင်းလို့နေပါတယ်ချီပါသားစုကုံနုပါရဲ့ဆိုဂုံယူပါရဲ့နော်စေးမှန်လည်းပြီးရဲ့ဆိုစီချောင်းသူကြီးပြတ်တော့မှာပေါ့ဂျေစုတက်ပါတယ်ဂျေစုတက်မှာရလွယ်ပြီးတခြားကိစ္စတွေကိုမရှင်းပြမိဘူးသူမကို CCTV ကနေကြည့်ပြီးအထုံးမြတ်ကသူ့ဘေကသူ့တပည့်ကိုနေအောင်ကြည့်ကိုတွားခေါ်လာခဲ့ပြောလိုက်တော့သူ့တပည့်ကချက်ချင်းပဲအခန်းထဲကထွက်သွားတယ်ခဏကြာတော့ကြည်ရအခန်းထဲဝင်လာပြီးသူ့လည်းအစရရပူလေးတပူရှို့ပြီးနေရထောက်လိုက်ကဆိုဖာမှာသွားထိုင်လိုက်ပါတယ်ကြည့်ကိုခေါ်တယ်ဆိုလို့ပါ boss ထိုင်လေဒါကမဲအတွက်ကွန်ပျူတာဆောင်ပါအဲ့ဒါတွေမလို့ပါဘူးခုစေးနာထားပြီးပေးတာမငင်းအောင်လေမင်းရဲ့အောင်မြင်မှုအတွက်ကိုကဂုဏ်ပြုတာပါကျေးဇူးတင်ပါတယ် boss ဖွင့်မကြည့်အောင်လားသဘောကျရဲ့လားဟုတ်သဘောကျပါတယ်ကျေးဇူးတင်ပါတယ် boss လောက်เสียရှိရသွားလို့တော့ဟုတ်ကဲ့ခြေ boss ရဲ့ရုံခန်းထဲရောက်ထွက်လာပြီးသူမစပွဲကိုရောက်တာနဲ့ boss ပေးလိုက်တဲ့နိုင်ကိုသူမပတ်စံအိတ်ထဲထည့်လိုက်ပါတယ်အထုံးမြက်ကလည်းသူ့စပွဲအန်းဆွဲနေကသူမနဲ့စင်တူနိုင်ကိုရှုပ်ပြီးသူ့လက်မှာပန်းလိုက်တယ်ခြေကိုသူ့သဘောကျတယ်
စားတွေ့ရသဘောကျခဲ့မိဟာသူ့ရဲ့ဘဝမှာပထမဆုံးအနေနဲ့အာရုံစိုက်မိပြီးသဘောကျတဲ့မိန်းကလေးဟာသူမတယောက်တည်းပါပဲတိတ်မကြခင်မှာသူမကိုသူ့ရဲ့ခန်းစားချက်တွေဝင်တော်မယ်သူမဘက်ကလက်ခံဖို့ပဲမျှော်လင့်ခဲ့မိရပဲချီအိမ်ပြန်ရောက်တာနဲ့ boss ပေးလိုက်တဲ့နိုင်ရဲ့အကြောင်းမဲ့တက်ထိုင်ကြည့်ရင်လည်းအတွေ့များခဲ့မိန်းကလေးတွေရဲ့စက်တမအာယုံရ boss ကသူမအပေါ်မှာတခြားစိတ်ရှိနေမယ်ဆိုတာသူမစိတ်ထဲမှာအလိုလိုသိနေပါတယ်ဒါပေမဲ့သူ့ဘက်ကမလှုပ်ရှားသေးသေး၍ချီရတဲ့ဘာမှပြောလို့မရသေးဘူးအကယ်၍များသူဟာသာပေါ်တင်ချင်းကပ်လာရင်တော့ခြေဘက်ကပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချဖို့အစဉ်သင့်ပြတ်နေပြီးသားပါဟူးနေရင်ကြီးလည်းပွင့်ထွက်သွားပါအောင်မေဦးရဲ့အတန်ကိုကြားလိုက်ပြီးခြေနောက်ကိုလှည့်ကြည့်လိုက်တော့ဦးဟာသူမစီကိုခက်ပြုံးပြုံးနဲ့ရှောက်လာနေတာတွေ့ရပါတယ်ဦးရဲ့အပြုံးကအမြဲတမ်းချိုးမြေးနေရောပါဘာရီပြန်အလောက်တောင်တပြင်းနေချနေရလဲအဲ့ဒီနာရီကဘသူပေးရလဲကလေး boss ပေးလိုက်တာအော်အဲ့ဒီ boss ပေးလားသူဟာခြေကိုကွန်ပျူတာဆောင်ပေးထားတယ်ဒါမဲ့ခြေမပတ်ပါဘူးခြေမနိုင်ပတ်ရတာမကြိုက်တာပတ်ချင်လဲပတ်ပါခုဘာမှမဖြစ်ပါဘူးတဝင်းလည်းမတူမနာလည်းမတူစိတ်ထဲမှာရှင်းနေဦးနော်ခြေရောက်မပတ်ဘူးလို့ပြောနေရကိုကစရပါကလေးရဲ့ဖဲပါဦးအမြင်ကက်လို့အမြင်ကက်သေးလားသွားပါအခုမှချော့တယ်လို့လာမလုံးနဲ့ကိုလိုဦးလေးကြီးကဆန်ရှိုင်းလေးလိုဖြူဖြူချောချောဇနီးငယ်လေးကိုစိတ်မချဖြစ်မိအောင်ကိုမလားစိတ်မချအောင်ကချီရဦးကိုဖောက်ပြန်မဲ့သူမှမဟုတ်တာဦးရဲ့ပြီးတော့ဦးကဦးလေးမဟုတ်ပါဘူးနော်ဦးကအရန်ချောတာဟို boss ကောင်လေးထက်ချောလာဒါပေါ့ဦးရဲ့ရှင်လို့တောင်းမှမရတာဒီနှခမ်းလေးကိုစုချရတော့မယ်ဦးနော်အဲ့လာမကဲနဲ့အိတ်ခမ်းကြီးရဲ့ပေါ့တခါပဲမရဘူးမရလဲနမ်းမှာပဲကွာဦးကသူမကိုလေးကိုတိမ်တုံးဖက်ပြီးမျက်နှာနဲ့အနမ်းနေထွေးလာပါတယ်ဦးကတကယ်လူငယ်ကြီးဒီနေ့ဖေဖေတို့ကကလောက်ပြန်တော့မှမို့အချိန်မနဲ့အစောထပြီးဖေဖေနဲ့မေမေကိုသွားကြော့ခဲ့ဦးဟာသူ့လဲလိုက်မယ်ပြောပြီးမိညတော့ကဦးဟာသူ့အလုပ်စင်းနေပြန်လောက်နေရနဲ့ညနေသွားအောင်မို့မနက်ခင်းမှာစောစောထိုင်အေးပြတ်မှဆိုလို့မခေါ်ခဲ့ဘူးအဲ့ဒီကနေတစင်ငါပြီးကုမ္ပဏီကိုတန်းလာခဲ့လိုက်တယ်သူကုမ္ပဏီကိုရောက်တော့ boss နဲ့ကုမ္ပဏီရှိမှလာဆောင်နေမင်္ဂလာပါ boss မင်္ဂလာပါအတော်မြတ်သူမလက်ကိုကြည့်လိုက်တော့နိုင်မပတ်ထားလို့သူ့လက်ကိုလည်းသူမမြင်အောင်နောက်ကိုပြစ်လိုက်ပါတယ်သူဘာလို့အခုလိုလုံနေမရပါလဲသူမအောင်နိုင်ယူဘာလို့မပတ်ထားလဲသူတို့နှစ်ယောက်တက်လီကားရဲ့ဝင်ခဲ့ကြတော့တခြားဝန်ထမ်းတွေလည်းရှိနေရဲ့သူမဘာလို့နိုင်မပတ်တာလဲဆိုတော့သူမေးချက်ပေးမယ်မေးခွင့်မရခဲ့ဘူးသူတို့တက်လီကားတွေကထွက်လာပြီးရုံခန်းစီတွားနေမှာထုံးမြက်ကခြေလက်ကိုဆွဲလိုက်ပြီးချီမင်းဘာလို့နိုင်မပတ်ထားလဲဟိုဈေးကြီးရောပတ်ရမှာနှမျောလို့ပါဟုတ်လို့လားမင်းတဘောမကြလားကိုပြန်လှည့်ပေးမယ်မဟုတ်ပါဘူးတဘောကြပါတယ်ချီကုနာပြောတယ်လို့ပဲပတ်ရမှာနှမျောလို့ပါထားပါတော့ဒီနေ့ကိုတို့နေလေစာအတူစားအောင်လေကိုအိတ်ခံပါမယ်ဘာလို့လဲကိုတတရားစေးနာထားအောင်ဝမ်းသာအာရမဖြစ်ပဲဘာလို့ပြန်မင်းနေရလဲဟုတ်ကဲ့ပါ boss ရဲ့တဘောပါပြောပြရတဲ့ချီလေသူ့ထက်အရင်ထွက်ခဲ့လိုက်ပါတယ်သူကဘာလို့ချီကိုနေလေစာဖိတ်ကြွေးရလဲမသိချီထင်ထားတဲ့ကိစ္စမောင်းရင်ကောင်းမယ်အထုံးမြက်ကလည်းသူ့မကြောပြင်လေးကိုလှမ်းကြည့်ပြီးနှက်ခမ်းကိုတွန်းချိုးစာပြုံးလိုက်ပါတယ်သူ့ဘက်ကစားလိုက်ရင်ဝမ်းသာအားရနဲ့ပါလာမဲ့မိန်းကလေးအများကြီးပဲမယ်သူမတော့သူ့ဘက်ကဒီလောက်ထိခါရနေရတောင်မှစိတ်မပါလက်မပါသဘောတူခြင်းမျိုးသာပြက်လေရရှိခဲ့သူကလည်းအဲ့လာလေးကိုပဲသဘောကျနေသူမို့ဘယ်တက်နိုင်ပါမလဲနေ့လယ်ထမင်းစားနှားချိန်မှာပဲချီကားပခင်ကိုထွက်လာခဲ့လိုက်တယ်ဟော့စကသူမကိုအရန်တင်စောင့်နေခဲ့ပြီးချီရောက်သွားတယ်သူ့ရဲ့တပည့်ဟာချီကိုတကားဖွင့်ပေးရမို့ချီလည်းကားလေးဝင်ထားလိုက်ပါတယ်ဘော့စ်စောင့်နေရကြားသွား ਈ လားမင်းတို့စိတ်ရွှေပါတယ်ဟမ်မောင်တို့ရေပန်းဒီလာရဲ့မင်းမွေးနေရှိရမလားဟုတ်ပါတယ်အဲ့ဒီနေ့ကျရင်တော့မင်းရဲ့မိသားစုအချိန်ပေးပြီးလို့ကျန်နေမင်းရဲ့အချိန်တွေကိုပေးနိုင်မလားရှမ်းဘာလို့လဲကိုမင်းကိုပြောစရာရေးရှိရဲ့တသက်မနေနိုင်တဲ့အမှတ်တရတွေဖန်တီးပေးကျန်နေမင်းကအချိန်လေးပေးအောင်မယ်ဟိုဖြစ်နိုင်ပါမလားမသိဘူးအဲ့ဒီနေ့ကျရင်အချိန်ပေးကျန်တဲ့သူကတက်တက်ရှိလို့ပါဘာတူလဲpersonality အသေးစိတ်ပြောဖို့မလို့ထင်တယ် sorry ကိုစက်ဖက်တယ်လို့ဖြစ်သွားတယ်မင်းတကယ်ပဲကိုနတ်ပတ်လို့ပဲပြောပါလားတားမှတ်ပါတယ် boss ရပါတယ်
ကိုယ့်ရဲ့အစီအစဉ်တော့မပြောင်းတော့ကိုဟိုတယ်မှာမင်းအတွက်ဝင်းနေစီစဉ်ထားပေးမယ်အကယ်၍များမင်းစိတ်ပြောင်းလို့ပြောင်းရပေါ့ဖြစ်နိုင်ဖြစ်လိုက်ပါလားချီကစိတ်ပြောင်းမှာမဟုတ်ဒါကိုယ့်ရဲ့ပါစနေပါသူကအဲ့လိုဆိုမှတော့ချီကဘာမှမတတ်နိုင်ချီအတွက်အတိတ်ပဲရှိရဲ့နေလေးပါချီအတွက်အတိတ်ပဲရှိရဲ့ဦးနေပဲအတူရှိကြတာပါဦးပဲအချိန်ပေးမယ်လို့အစရဆုံးဖြတ်ထားမှာမို့သူမအဲ့ဒီဆုံးဖြတ်ချက်ကိုမပြေနိုင်ဘူးဘာလို့လို့နဲ့ချီမျောလင်းထားတဲ့နေ့ကိုရောက်ရှိလာခဲ့ပါလေသူမမွေးနေ့လေးပါမနဲ့စုံစပြီးဖျားပန်းလေးဖျားစုံတော်နဲ့ဖျားတောက်တော်ရေးတန်ကတ်လို့ပြီးသူမမိဘတွေကိုလည်းဗီဒီယိုကောင်းနေပဲကြော့ခဲ့ဖေဖေကသူမအတွက်မွေးနေ့လက်ဆောင်ဆိုပြီး7 သိန်းလွှဲပေးပြီးတော့ဦးနဲ့အတူဖွားဖွားအောင်လည်းတွားကြော့ခဲ့ပြီးဖွားဖွားရဲ့လေးလေးတို့မိသားစုရဲ့နဲ့အတူဖျားအောင်လည်းတွားလေခဲ့ဖျားပြမှာစားတောက်ဆိုင်တစ်ဆိုင်မှာဝင်ပြီးစားတောက်ခဲ့ကြတယ်သူမရဲ့မွေးနေ့ပနက်ခင်းကဒီလောက်နဲ့တင်ပြီးပြည့်စုံခဲ့ပါတယ်ညရောက်တော့ဦးချီမတိအောင်ဘာတွေလှုပ်ထားလဲခလေးကို surprise လုပ်လို့ပေါ့ဦးချီအရန်တိကျနေပြီတိရမှာပေါ့1 2 3ဦးဟာသူမမျက်လုံးပုံအောင်ဆွဲပြုံးလိုက်တာနဲ့ချီမျက်လုံးပွင့်ကျင်းလိုက်တဲ့အခါမှာသူမမျက်ဝန်းလေးပြီးအယောင်တက်လက်လက်တောင်းပသွားတယ်ရောင်စုံမီးလုံးတွေကိုဟိုဘက်ဒီဘက်တန်းထားပြီးအဲ့ဒီမီးကျိုးပေါ်မှာသူမရဲ့ပုံလေးတွေကိုချိတ်ဆွဲလို့ထားပါတယ်ပုံတွေကသူမကိုယ်တိုင်တောင်းမှမသိလိုက်ပဲခိုးရိုက်ထားတဲ့ပုံတွေဦးဘယ်တော့ခိုးရိုက်ထားလဲချီအောင်မသိဘူးဦးဟာသူမပြုံးပြီးသားကြည့်နေခဲ့ဇပွဲပေါ်မှာလည်းကိတ်လေးတစ်လုံးရဲ့လက်ဆောင်ပူရဲ့အနေအောင်နှင်းစီပန်းလေးရောက်တွေ့ရပါတယ်နှင်းစီဆန္ဒပွင့်အထိပ်ပေဟာတနေ့ထက်တနေ့ပူပြီးချစ်တယ်တဲ့တနေ့ထက်တနေ့ပူပြီးချစ်တယ်သူတို့နှစ်ယောက်ပြိုင်တူပြောလိုက်ပြီးမှတယောက်မျက်နှာတယောက်ကြည့်ပြီးရဲလိုက်မိကြတယ်ကိုယ်ဆန်းဆိုင်လေးကိုတနေ့ထက်တနေ့ပူပြီးတော့ချက်နေမှာကို့မှာချစ်စရာလူနဲ့တွေ့တတ်စရာဆန်းဆိုင်လေးပြန်ဘယ်သူမှမရှိကို့အသက်သေးဆုံးသွားမဲ့အချိန်အထိဆန်းဆိုင်လေးကိုယ့်ရဲ့ရှင်နေပါနေရအပြည့်ပေးထားတယ်အဲ့ဒါကိုယုံတော့ဟုတ်ခဲ့ပါဘူးချီရလဲဥရက်ဘေးမှာပဲတက်တက်လောက်အတူသွားနေပါကဲကိတ်ခွေးအောင်ဥရက်မွေးနေ့စုတောင်းပေးပါချီကစုတချို့တောင်းပေးပြောင်းထိုင်ပြီးမှုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့နှိမ်ဟောက်တူကိတ်ခွဲခဲ့ပြီးသူမမွေးနေ့ရလဲပေးဆုံးသွားခဲ့ဥအောင်မွေးလက်ဆောင်အနေနဲ့စိတ်လက်စွပ်လေးတစ်ခွင်ကိုသူမလက်သက်ကျွေးမှာစုပ်ပေးခဲ့တယ်လက်ထက်တောင်ကမပေးခဲ့ရလို့တဲ့အားလုံးပြီးစီးသွားတော့ဦးဟာသူမအဝေးကြည့်ပြီးခန်းထဲခေါ်လာခဲ့အခန်းထဲရောက်တာနဲ့သူမအိပ်ရာပေါ်မှာအသာတန်းပြီးခလေးကိုယ့်ကိုခွင့်ပြုတော့ချီကောင်းကြီးပြောင်းလိုက်ပြီးမျက်နှာလေးတွေကိုပိတ်ချလိုက်ပါတယ်ဖြူစင်တွေကအထုံးမြတ်တို့ရဲ့ကုမ္ပဏီကောင်းပကင်မှာထုတ်ရက်သွားတယ်ကောင်းပွားစက်နာနဲ့သူမပတ်စံအေးတရားဖုန်းဝင်ထုတ်ပြီးနံပါတ်တစ်ခုနှိပ်လိုက်ပါတယ်ဟယ်လိုမေမေတွေ့ရောက်ပြီနော်တွဲပါသားပဲကြည့်ပြီးစီစဉ်လိုက်မယ်စီယိုရဲ့ဖုန်းနံပါတ်လည်းတွဲစီမှာရှိပါတယ်ဟုတ်ကဲ့မေမေသူမဖုန်းချပြီးရနဲ့ကုမ္ပဏီရဲ့ဝင်ခဲ့လိုက်ပါတယ်သူမတီကိုရောက်လာတဲ့အကြောင်းရင်းကမကြခင်မှာသူမမိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲအတွက်အလုပ်လာအချက်မှာသူမကုမ္ပဏီရဲ့ဝင်ခဲ့ပြီးလမ်းကျုပ်တစ်ခုရောက်မှာပဲဝေးရဲ့ဇနီးကိုလူတစ်ယောက်နဲ့အတူမြင်လိုက်ရပြီးသူမချက်ချက်မဲ့အကွဲမှာရက်လိုက်ပါတယ်ဒါပါလို့တာလဲ boss မနေ့ကငါမင်းကို7 နာရီထိုးတဲ့အထိစောင့်နေကြဟမ်မင်းငါးစီကိုလာမယ်ထင်ခဲ့မိက boss ကိုချီအစရပြောခဲ့ပါတယ်စီစဉ်ထားသမျှဖြတ်လိုက်ပါလို့ချီမင်းလည်းရိမ့်မိပါလားမင်းပေါ်ထားတဲ့ငါရဲ့စိတ်ကို boss ဒါကလူသွားလူလာလမ်းကြည့်ပါချီကိုအခုလိုတီးလို့မလုပ်ပါနဲ့မင်းစကားလမ်းကြောင်းမလွှဲနဲ့ငါမင်းကိုပွန့်ပွန့်လင်းလင်းပဲပြောမယ်ငါမင်းကိုချက်တယ်ရှင်စတွေ့ကြရသဘောကျခဲ့မိဟာဟဲမဖြစ်နိုင်ဘူး boss ချီကိုလာပြီးတော့ချက်လို့မရအောင်ဘာလို့ချက်လို့မရအောင်လဲအဲ့ဒီစကားကြတော့ဖြူစင်သွင်းကသူမလက်တရားဖုန်းအမြန်ပွင့်ပြီးဖုန်းနံပါတ်တစ်ခုနှိပ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ချီဟာသူမမပြောရသေးခင်မှာပဲ boss တန်ဖုန်းဝင်လာပြီးဟယ်လိုကုမ္ပဏီကစီးဝင်လာရှင်ဟုတ်ပါတယ်ကျမဖြူစင်သွင်းပါဝယ်တစ်ခုအပ်ဖို့အတွက်ရှင်တို့ကုမ္ပဏီရောက်နေပါတယ်အဲ့ဒါကျမဘယ်ကိုလာရမလဲဟုတ်ကဲ့လေးလွန်တက်ခဲ့လိုက်ပါအဲ့ဒီမှာကျွန်တော်ရုံခန်းရှိပါတယ်ဟုတ်ကဲ့ကိုမင်းကိုဒီတစ်ပတ်စနေထိအချိန်ပေးမယ်အဲ့ဒီနေ့ကျရင်တော့ကိုမင်းနဲ့စကားအေးဆေးပြောချင်တယ်မင်းစီကအပြေကိုကြားလဲကြားချင်တယ်ကြည်ရလဲလက်ရှိအချိန်ကြီးကိုအတော်လေးစိတ်ညစ်သွားတယ်ဝင်းကြည့်အတွက်အမတ်တရားလှမ်းဆောင်လေးဝယ်ပေးချင်လို့မြတ်သူအားနဲ့အတူလက်ဝဲရတနာဆိုင်အောင်ရှောက်လာတယ်သူကငါကူရွေးပေးစမ်းမှာကွာဆန်းရှိုင်းလေးနဲ့လိုက်ဖက်မှာရှာပေးစမ်းမှာမင်းကသူ့ကိုဘာဝယ်ပေးချင်တာလဲငါသူ့ဖူချင်းတစ်ခုတခါမှမဝယ်ပေးဘူးဖူချင်းဝယ်ပေးရင်ကောင်းမယ်ပြီးရင်
တူချစ်ချင်းဝဲမှာငါကိုယ်တိုင်ဝက်ပေးမယ်ဆန်းဆိုင်လေးလည်းအရင်ပြုံးသွားမှာငါသူ့ပြုံးယူကျေးနပ်နေရငါတူမောင်ချစ်တဲ့မင်းရဲ့အချစ်ကတော့ပြန်ဆန်ရှားပဲဒီဟာဒီဖို့ရှိန်လေးပေးပါဒါကအကိုတို့ရှာတွေ့ရငါညီချစ်ရဦးလေးပဲကျွန်တော်ကချစ်ရဲ့အလောက်ရှက်မှာအထုပ်မြန်းလို့ခေါ်ပါတယ်ဘာတွေပြောနေရလဲသူကမြတ်သူကမင်းအတားနေဝေးရမှာတွေ့အောင်ဝမ်းသာပါတယ်ဟုတ်ကဲ့ဒီဖို့ချိန်ကဘသူအတွက်လဲဆန်းဆိုင်လေးအတွက်ပါချစ်ကိုပြောရမလားအဲ့ဒါဆိုလေအကိုပဲယူလိုက်ပါကျေးဇူးပါပဲပြီးတော့အကိုနဲ့တွေ့ခဲ့အကြောင်းသူမသိပါစေနဲ့ဟုတ်ကဲ့ရပါတယ်ဝေးရင်မင်းဘာလို့ဘာမှမပြောလိုက်တာလဲဝေးဟင်မင်းမဖြေတော့ဘူးလားသူ့အလောက်ကလူလူကောင်မအလောက်ခတ်ပါမလို့သူကသူ့ကိုယ်သူအပြိုးလို့ပြောပြီးအလောက်ဝင်ထားဟုတ်ပြီငါအဲ့ဒီထိလက်ခံနေဒါမဲ့မင်းကိုဦးလေးလို့ဘာလို့ပြောရလဲတခြားပြောစရာအများကြီးပါကွာသူကအခုမှစေကြောတက်လေးပဲရှိတရားလေသူဘာမှရွှေရွှေဝင်းစဉ်းစားနိုင်ရှာမမဟုတ်သူပါစတဲ့ရှေ့အောင်ပြောလိုက်တာနေပါပါမင်းဘာမှမခံစားဘူးလားမင်းစိတ်မတူလားဦးလေးဖြစ်တဲ့ငါတောင်မှငါတို့မှစိတ်တူနေအောင်စိတ်တူစရာဘာရှိလဲကွာမင်းသူ့ဘာမှသွားမပြောဘူးစဉ်းစားမနေနဲ့မင်းပြောလိုက်ရင်သူစိတ်ညစ်သွားမှစိတ်ဆင်းရဲပြီးသူ့ကိုယ်သူအပြစ်တင်နေလိမ့်မယ်သူစိတ်ဆင်းရဲမှငါမလို့ခြင်းအဲ့လိုသာဆိုရင်တော့ငါမင်းကိုခွဲလို့မှမဟုတ်ဘူးမင်းမျက်ခွန်းနဲ့ငါလက်သေးမိတ်ဆက်သွားမယ်မှဟာမယားထိတ်ထားစနဲ့လာတွေ့နေအထုံးမြတ်နဲ့တွေးခဲ့ပြီးနောက်ပိုင်းသူ့အနေနဲ့ဆန်းဆိုင်လေးကိုအပြစ်မမြင်ပေးမိသူစိတ်ထဲမှာတော့မတင်မကြိုက်ဖြစ်နေရောပဲမြတ်သူရာပြောတယ်လို့တခြားပြောစရာစကားတွေအများကြီးရှိရဲ့ချာဘာလို့ဦးလေးလို့ပြောရလဲမသိဘူးပြီးတော့စင်တူနာရီကိစ္စရှိနေသေးရဲ့ဦးနေမကောင်းလားကောင်းပါတယ်ဘာဖြစ်လို့လဲဦးညစာမစားလို့လေဒါမှမဟုတ်ထမင်းမစားကြလို့လားထမင်းမစားကြရင်နေကြီးဘာလို့ပေးရမလဲကိုဘာမှမစားကြမအောင်ဦးတခုဖြစ်နေရလားယင်ချီကိုပြောပြလေအလုပ်ကိစ္စလားလူမှုရေးလားဆန်းဆိုင်လေးကကိုယ်စိတ်ပူနေရလားဒါပေါ့ဦးရဲ့စိတ်ပူလို့မရပေါ့စိတ်မပူရင်ဘာလို့အခုလိုမျိုးပြီးနေပါလဲဆန်းဆိုင်လေးကိုပေးစရာရှိခဏလေးနော်ပြောပြီးဦးဟာနေရာနေထားသွားပြီးဖန်တင်ကိုအဆွဲရဘူးလေးတစ်ခုယူပြီးသူမထံပြန်ရောက်လာပါတယ်အဲ့ဒီတော့မှတော့သူမရှိမှတူတစ်ဖက်ထောက်ချလိုက်ပြီးသူမချက်တော်လေးကိုအသာရဆွဲယူပြီးသူ့တူးပေါက်တက်လိုက်ပါတယ်ဦးမဟုတ်မှဦးဟာချီကိုမောကြည့်ပြီးပြုံးပြလာတယ်ချီတင်ထားတဲ့အတိုင်းပါပဲဦးဟာသူမချီချင်းဝင်လေးမှာဖူချင်းလေးတစ်ခုစိတ်မြတ်ပေးလာပါတယ်ဘာအတွက်ပေးရလဲဦးဘာအတွက်ရလို့မရှိပါဘူးဒီတိုင်းပဲဆန်းဆိုင်လေးကိုချက်လို့ဆန်းဆိုင်လေးကိုမျက်နှာလို့ဒီတိုင်းလမ်းဆောင်ပေးရဦးကချီကိုအရန်ချက်တာပဲလားပြောပြလို့တော့မတတ်ပါဘူးခလေးရစားတွေရဟောရီယာပုံစံဟာကိုအာယုံတေဝကိုရဲ့နှလုံးသားဟောတိတ်ပိုက်ဆုံးမှုသွားတာခလေးဘာလို့နန်းတာလဲအကြောင်းပြပဲပေးဖို့လို့ဒီလားဒါမှမဟုတ်မနှမ်းစီကျင်လို့လားမဟုတ်ကိုကဘာလို့မနှမ်းစီကြရမှာလဲဖြစ်နိုင်ရင်နေ့တိုင်းတောင်နှမ်းစီကျင်သေးရဲ့အဲ့ဒါဆိုရင်ချီကဥရဲ့စန္ဒာကိုဖြည့်ဆည်းပေးမယ်လေဘလို့အခုဘာပြောလိုက်တာဥဟာနေ့တိုင်းနှမ်းစီကျင်နေ့တိုင်းနှမ်းမယ်လို့တကယ်နော်တေးကြတယ်နော်ကလေးလက်မဆိုဟာကိုဘာပြောမလဲတော့မသိအောင်ကိုအရင်ဝမ်းတာပဲကလေးဟာဥဟာသူမကိုလေးကိုသူ့ရဲ့ရင်ခွင်ထဲမှာတင်းကျပ်စွာဝေးဖက်လာပါတယ်အဲ့ဒီစကားလေးတစ်ခွန်းဟာသူ့ရင်ခဲကအဆိုင်ခဲတွေကိုခြေပြတ်နိုင်နေဆိုရင်တတိအပြစ်မှာအဲ့ဒီရောက်နေပါတယ်ဘာတူလဲမဖြူစင်တွေပါဝေးခဲ့ခန်းလိုက်ဟုတ်ကဲ့မတွေ့ရကြရင်နော်ဘာကိစ္စရှိလို့လဲအထွေထူးမဟုတ်ပါဘူးဖိတ်စားလာပေးတာအကေကငါ့ကိုပြောထားပါတယ်သူတို့မင်္ဂလာနှစ်ပတ်လည်ပွဲရှိရတဲ့အဲ့ဒါလားဆိုပါတော့အဲ့ဒါပြင်တခြားအရေးကြီးကိစ္စပြောစရာရှိသေးတယ်ပြောပါအောင်ကျမတို့ပွဲအတွက်အလုပ်သွားအပ်တဲ့ကုမ္ပဏီကရွှေမိမအလုပ်လုပ်နေတဲ့ကုမ္ပဏီတွေကျမအဲ့ဒီကိုသွားရင်းနဲ့ရွှေမိမရဲ့အဲ့ဒီတတိယကျင်းနှူးပွဲမြင်ကင်းလေးကိုမြင်ခဲ့တယ်ဘာသူကရွှေမိမကိုချစ်ခွင့်ပန်နေရရွှေမိမလုံးဝမငြင်းဘူးနော်မနေ့ပြန်ကြအခြေပေးပါတဲ့မင်းကအပူရီလာမပြောနဲ့ဖြူစင်တွင်မင်းပြောတယ်လို့လုံးဝမဖြစ်နိုင်ဘူးအဲ့ဒါတော့ရှင်စောင့်ကြည့်နေလိုက်ပေါ့ကျမအစီအနာနဲ့တတိအားပေးရတော့ကြရှင်လင်ကြီးရတူရှားနေမှာဆိုလို့မဲပစက်ကိုပိတ်ထားမင်းငါဇနီးကိုစောကားပိုင်ခွင့်မရှိဘူးမင်းထပ်ပြောရင်တော့ငါဘယ်မျက်နှာမှာထောက်မှာမဟုတ်နော်အလောက်တည်းဖြစ်ပြမနေနဲ့ဝင်ရှင်လက်ခဏလက်မခဏအောင်ကျမစိတ်ဝင်စားကျမအစီအနာနဲ့လာပြောရှင်မိမအချိန်မီထိန်းလို့ရအောင်လို့
တက်တက်လောကထိန်းသိမ်းလာတဲ့ရှင်းရဲ့တိတ်ခါတွေပြက်စီးကုန်ပါဆိုလို့ကျမပြောချင်တာအဲ့ဒါပဲကျမသွားမယ်ချီငါထားတဲ့တက်စီကသူမတို့ချမ်းရွှေမှာထိုးရက်သွားတာနဲ့ချီပန်းဆန်ရွှေပြီးကားပေါ်ကနေဆင်းလိုက်ပါတယ်သူမချန်နယ်ကိုလှမ်းကြည့်လိုက်တော့ချန်နယ်မှာဥရဲ့ကားကိုတွေ့ရကြောင်းသူမမျက်ခုံးနဲ့စုကြုံသွားရတယ်ဒီညနေဥဟာသူမကိုလာမကြိုတယ်လို့ဖုန်းဆက်တော့လည်းမကောင်းသူမတက်စီငါပြီးပြန်လာပါတယ်ဥလာကြုံမဲ့တဲ့နဲ့လှုပ်ဖို့ကိုက်ပဲအမရီကလိုက်ပို့ပေးမယ်ပြောရတော့မှအကုန်ငင်းခဲ့ပြီးရုံစင်းချိန်ထက်တစ်ချိန်နောက်ကျပြီးမှသာအိမ်ကိုပြန်ရောက်ခဲ့ပါတယ်ချီလဲစိတ်ဆိုးစွာနဲ့အိတ်တဲကိုခက်တက်ဝင်ခဲလိုက်ပြီးအပေါ်တက်ကသူမတို့အိတ်ခန်းစီတက်လာခဲ့လိုက်တယ်အခန်းထဲရောက်တော့ဥကပြဲပေါက်နာပါရပ်ပြီးဇလိတ်တောင်းနေပါတယ်ဥဘယ်ချိန်နဲ့အိတ်ပြန်ရောက်နေရလဲမင်းနေရလေဥကပြန်မပြေတော့ချီစိတ်မရွှေစော်မယ်ဥရဲ့ပခုံးလှည့်ဆွဲပြလိုက်တယ်ချီမီအောင်ကြားရလားကိုကြားတယ်ကြားတာဘာလို့မဖြစ်ရလဲချီရောဘာလို့လာမကြွရလဲချီအခုတက်စီငါပြီးပြန်လာတယ်လမ်းမှာချီဘလောက်စောင့်နေရလဲသိလားဥပါလို့ချီကိုမျက်နှာလွဲခဲပြက်လောက်ရလဲချီကိုနည်းနည်းလေးမှစိတ်မပူဘူးလားမဟုတ်ပါဘူးကလေးရဲ့ကိုကလေတော်ပြီဥကိုအရန်စိတ်ဆိုရဲချီကိုလာမထီးနဲ့ကလေးသူအနောက်ကနေလိုက်ဖို့ပြက်ပြီးမဲ့အထုံးမဲ့ပြောလာတဲ့စကားကိုပြန်ကြားရောက်ပြီးသူခြေလမ်းနဲ့ရက်တန့်သွားခဲ့ပါတယ်ဘော့စ်နဲ့ချိန်ထားတဲ့ဆိုင်ကိုရောက်သွားတော့ဘော့စ်ကသူမတဲ့အရင်ကျရောက်နေပါတယ်သူမမြင်တော့ဘော့စ်ကနေရာနေလှန်လှန်ပြောင်းလိုက်ပြီးခြေလဲသူ့ကိုတန်တန်မတ်မတ်သွားလိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်ဝင်ထားလိုက်တယ်ရောက်နေရကြပြီလားဘော့စ်မကြသေးပါဘူးမနှက်စာစားခဲ့လားမစားခဲ့ရသေးဘူးဘာစားမလဲမှားပြီးမယ်ဘော့ချီအလုပ်ထက်တော့မယ်ဘာလို့လဲကို့စိတ်ဆိုးလို့လားကို့လက်မခံနိုင်လို့လားအဲ့ဒါဆိုရင်တော့အလုပ်ထောက်ဖို့မလိုပါဘူးချီဟင်းချီကဘော့ထင်လို့အပြုတ်မဟုတ်ဘူးအော်အဲ့ဒီကိစ္စကြီးနဲ့ပတ်သက်စမ်းစစ်တဲ့မဖြစ်တတ်ပါဘူးဘာတွေပြောနေရလဲဘော့စ်ချီပြောချင်တာချီကအပြုတ်မဟုတ်ဘူးအိမ်ထောင်တယ်လို့ချီကိုမနောက်ပါနဲ့တကယ်ပြောနေရပါချီအိမ်ထောင်ကြလာပိုင်းလောက်ရှိပါပြီချီအလုပ်ဝင်ကလေးကပါချီကိုလဲပြီးအလုပ်လျှောက်ခိုင်းဖို့နဲ့တရားစွဲကြံလိုက်ရပါတယ်ရော်ကြီးပေးဆိုလဲပေးပါမယ်ချီတကယ်ပြောနေရလားတကယ်ပါချီအမျိုးသားတခြားသူမဟုတ်ပါဘူးဘော့စ်ကိုပြောဖို့တဲ့ချီရဲ့ဦးလေးဆိုတဲ့သူပါဟာချီတောင်းပန်ပါတယ်ဘော့စ်သွားပြီတကယ်ကိုသွားပြီမင်းတတော့ကဖူးချင်းကသူငါနဲ့အတူလှုပ်ဝဲခဲ့တာအဲ့ကလေးကမင်းကိုသူ့ဦးလေးဆိုပြီးငါနှုတ်ဆက်ခဲ့တယ်ရှင်ပြီးတော့မနေ့ကလည်းသူငါ့ကိုဖုံးဆက်တယ်မင်းနဲ့ငါအကြောင်းမေးလို့ငါလည်းအမှန်တိုင်းပဲပြောလိုက်တယ်အခုမင်းငါးစီလာတာကိုလည်းသူသိတယ်သူမင်းကိုဘာမှမမေးဘူးလားဦးဟာချီကိုဘာမှပြောဦးကဘာလို့အခုလုံးမသိဟန်ဆောင်နေရလဲသူမင်းကိုမမေးရက်လို့နေပါပေါ့ချီကြကြမဲဆိုင်ထဲကနေပြေးထွက်လိုက်တော့ဦးကအားလုံးသိနေခဲ့ရတော့မှသူမကိုဘာလို့ပုံပွင့်လဲမမေးခဲ့ရလဲဦးကသူမကိုစိတ်ခါသွားတာမဟုတ်ပဲစိတ်မကောင်းဖြစ်နေခဲ့တာအခုမှပဲဦးရဲ့စကားတွေကိုချီနားလေတော့တယ်ဦးကသူမကိုဆုံးရှုံးလိုက်ရပါအောင်တိတ်တိတ်လေးဆုံးရည်နေခဲ့တာတကယ်တမ်းမားခဲ့တာသူမကိုယ်တိုင်ပြက်နေရတော့မှဦးစိတ်ဆိုးနေခဲ့မိသေးချီကတကယ်မကောင်းတာပဲဝင်းအခန်းထဲမှာတောင်ရှောင်းမြောင်ရှောင်းခဏမငြိမ်ပြက်နေပါတယ်ချီပြန်လာပြောနေပြီမဲ့သူမလုံးဝပေါ်မလာသေးဘူးချီရဲ့ရွေးချယ်မှုတွေထဲမှာသူ့ဦးစားပေးပြက်မနေပါဘူးသူအတော်ကြောက်နေမိရဲ့ချီတာသူ့ဘေးရန်ထွက်သွားဖို့ရွေးချယ်လိုက်ရောအဲ့ဒီအချိန်တိုင်းသူမပျော်ရွှင်မှုအတွက်ရင်ခွဲခံပြီးတီတာပေါင်းလက်လွတ်ပေးမှာထိုစဉ်စပွဲပွားသူ့ဖုန်းမြင်လာပြီးသူ့ဖုန်းကောက်ကြည့်လိုက်တော့ဟယ်လိုဆန်ရှိုင်းလေးဦးခလေးဘာဖြစ်လာလဲဘာလို့ငွာလဲကို့ပြောချီခုစေးရုံရောက်နေရဲ့ဘယ်စေးရုံမှာလဲကို့မြင်မြင်ပြောသူစေးရုံတီးရချင်းအိမ်တရားနေချက်ချင်းမပြေးထွက်လာခဲ့တယ်သူစိတ်ထဲမှာသူမဘာမှမဖြစ်ဖို့သာဆူတောင်းနေခဲ့မိရဲ့စေးရုံရောက်တော့ချီရှိရဲ့အခန်းထဲကိုမေးမြန်းပြီးသူမတန်အပြေးတစ်ပိုင်းနဲ့ရောက်လာခဲ့ခလေးဦးဘလို့ဖြစ်တာလဲခလေးရဲ့ကို့တီးချပြောသမ်းမချီငားလာတဲ့ကားဘရိတ်ပေါက်ပြီးမိနီဖြတ်မိမှအမှတစ်ပတ်ကလာတဲ့ကားနဲ့တိုက်မိရဟာမတီးကောင်းမပြောက်ကောင်းကွာကိုပြစံဘေးနားထိသွားသေးလဲဒီတိုင်းပဲပုံပဲ့သွားအောင်ပါဘာမှကြီးကြီးမားမားမရှိပါဘူးသူ့စိတ်ထက်ပေးထားပါတယ်အိမ်ပြန်ခေါ်သွားလို့ရပါပြီကျေးဇူးတင်ပါတယ်တော်ပါသေးရဲ့ခလေးရဲ့ခလေးတာတခုခုပြည့်သွားရင်ကိုတော့ရှင်ခွဲမှာပဲအခုဟာ
တကယ်ဘာမှမဖြစ်တော့ဘူးလားနားနေရဲ့နေရာတွေရှိနေသေးလားသူမအောင်စိုးရိမ်စိတ်ကြီးစွာမေးလာတဲ့ဦးကိုချီစိတ်မကောင်းတယ်လို့ကြည့်နေရမှာဦးချီအလောက်ထွက်ခဲ့ဟမ်ဦးအားလုံးသိနေရတော့မှချီကိုဘာလို့တခေါမှမမေးခင်ရလဲခလေးတိသွားရလားဘော့စ်ကအကုန်ပြောပြလိုက်တာချီကိုမေးခဲ့တဲ့နာပေါ့ဝဲဘာလို့ငါဦးလေးတို့ပြောခဲ့ရလဲဆိုပြီးရန်တွေးခဲ့တဲ့နာပေါ့ကိုကဘယ်တော့မှခလေးကိုပြည့်မြင်ခဲ့ဘူးလို့လဲခလေးစိတ်ညစ်စေခြင်းခလေးကမှကိုကိုမကြည့်ခဲ့ရအဲ့တော့ကလေးမှချေရမဲ့သူတွေးလာမျိုးပြက်လိုက်ကိုဘက်ကလက်ခံနိုင်ဖို့အာငွေထားပြီးသားပါဦးစိတ်ထဲမှာချေရဖောက်ပြတတ်တဲ့မိန်းကလေးတို့ထင်နေရလားဟုတ်လားဟာမဟုတ်ပါဘူးကိုကကလေးအတွက်တွေးပြရပါကိုကကလေးကိုအညွန့်ချိုးတယ်လို့ဖြစ်ခဲ့တော့ကိုကအရှာအားလုံးအလျှော့ပေးပြီးစုံပြတ်ထားခဲ့လို့ပါအယူကြီးတကယ်ယူကြီးချေဘယ်တော့မှမဖောက်ပြန်ခဲ့ဘူးဥပမာစိတ်နေအောင်မဖောက်ပြန်ခဲ့ဘူးတိလားဦးချီရဲ့ဦးရေးလို့ပြောခဲ့မိဟာတောင်းမှန်ပါတယ်ဒါမဲ့ပြောလိုက်မိဟာဖြေလိုက်မိဟာဒီလောက်ထိပြဿနာကြီးသွားမယ်လို့မထင်ထားခဲ့မိဘူးပြီးတော့ boss နဲ့ကိစ္စကိုလည်းချီအပြတ်ဖြတ်ဖို့အတွက်အလုပ်ပါထွက်လိုက်ဖို့စဉ်းစားထားပြီးသားအဲ့ဒီအကြောင်း boss နဲ့မသွားတွေ့ခင်ဦးအရင်ပြောပြဖို့ဆုံးဖြတ်ထားဒါမဲ့မနေ့ကဦးဟာချီကိုပြစ်ထားလို့စိတ်ကောက်ပြီးဘာမှမပြောခင်ဟာကိုတောင်းမှန်ပါတယ်ခလေးရဲ့ကိုတကယ်တောင်းမှန်ပါတယ်မနေ့ကကိုစိတ်တွေအရင်ရှုပ်ထွေးနေကြခလေးနဲ့သူကနိုင်စင်တူဝတ်တဲ့အချိန်လေးကြီးဆိုတော့ခလေးကလည်းသူ့အပေါ်မှာစိတ်ရှိနေမှထင်ခဲ့မိဟမ်စင်တူနိုင်ခလေးကိုသူပေးထားတဲ့နိုင်မျိုးကသူ့စီမှာလည်းရှိနေရလေကိုတကယ်တောင်းမှန်ပါတယ်ကွာကိုခဏစိတ်လှုပ်သွားခဲ့မိကိုဘလို့ပြစ်ပေးကြလဲချီရဲ့မရင်ကျက်တဲ့အတွေးတွေကြောင့်ဦးစိတ်ဆင်းခဲ့ရရင်ချီတောင်းမှန်ပါတယ်ဦးစိတ်ချပါဘော့စ်နဲ့ချီကြမှာဘာမှမရှိခဲ့ဘူးချီကျိန်တွယ်ပြီးအောင်ပြောရဲချီတာဦးပေါ်မှာဖောက်ပြကျတဲ့စိတ်ရှိခဲ့ချီအသေးစိုးနဲ့တော်ရကလေးအဲ့လိုရှောက်မကျိန်နဲ့ကိုယုံနဲ့ကလေးကိုပြေးဝယုံနဲ့ဟောက်ပြီလားဦးချီရလေဦးနားမှာပဲတက်တက်လုံးကတ်တွယ်နေမှာတခြားဘက်သက်စိမ့်နေပဲရှင်းရှင်းဦးပဲထက်ခါရွေးမှာအဲ့ဒါဦးဟာချီကိုအနုနာခံလို့မဟုတ်ဘူးနော်အရန်ချက်ပေးနေလို့လည်းမဟုတ်ဘူးသူလောင်ငါ့ကိုတီးခတ်နိုင်တဲ့သူမရှိဘူးလို့တွေးမိလို့လည်းမဟုတ်ဘူးချီကိုယ်တိုင်ကဥဟုချက်လို့အဲမှာဥဘာအေးပါလဲဥကိုချက်တယ်လို့ပြောနေရလေဟမ်ဘာကြီးဥကိုချက်တယ်လို့ဥတော့စိတ်ပေါက်လာကိုနားကြားမရဲမှတ်လို့ပါကလေးရဲ့ကိုချက်တယ်ဟာလားတကယ်လားကလေးတကယ်လားကိုနောက်နေရမဟုတ်ဘူးမလားဟဲ့နောက်နေရမဟုတ်ပါဘူးဦးတကယ်ချက်တာခလေးရဲ့ဦးဟာကမကိုလေးကိုသူ့ရဲ့ရင်ခွဲနဲ့ပေါင်းထွေးပွင့်လာပါတယ်အရင်ပြုံလိုက်တာကွာဒီစကားကိုကြားဖို့ကိုစိတ်ကူးတော့မှမြင်ရဲခဲ့ဘူးခလေးရဲ့ဒီတသက်တော့ခလေးဘက်ကကိုချက်ကိုတုံ့ပြန်လာမယ်လို့မထင်ထားခဲ့မိဘူးအဲ့ဒါကြောင့်ဦးအရှုလို့ပြောဟာပေါ့ကိုကဆန်းရှိုင်းလေးနဲ့ပတ်သက်လိုက်အမြဲတမ်းရှူးသွားတတ်တာပဲချစ်လုံးလို့ရှူးခဲ့တယ်ဆုံးရှုံးမှာတွေးကြောက်ပြီးရှုခဲ့ခလေးရဲ့နှလုံးသားကိုပိုင်ဆိုင်ရလို့လဲရှူးပြန်တယ်နောက်လဲကိုအမြဲရှူးနေအောင်ပါကိုချစ်တယ်လို့ထပ်ပြောပါလားခလေးရဲ့ကိုချားကြံတယ်ဦးချစ်တယ်ကိုကအစပေါင်းများစွာပူပါတယ်ခလေးကိုမူးလောက်မကချက်တယ်ပြောပြီးဦးဟာသူ့ရဲ့နှက်ခမ်းလေးထပ်မှာအနမ်းနေချွေးချောင်းလာပြတ်ပါတယ်ချီကောင်းစီအစီရန်ဖြစ်တဲ့တရေအောင်ကြောင်တော့ဖေဖေရောက်မစိမဆိုင်ဦးလှမ်းပေးမှန်းမဲတယ်မင်းဟာလေအပြောက်တစ်မျိုးအလုပ်တစ်မျိုးကငါသမီးထိခိုက်ရတာမင်းကြောင့်ပဲကွာငါသမီးကိုငါပြန်ခံလာပဲရအခုအဲ့ဒါဖေဖေပြန်လာခေါ်လဲချီကလုံးဝမလိုက်ဘူးပြီးတော့ချီဘာမှဖြစ်ဘူးဖေဖေတောင်းမြည်နေရောပဲသမီးဒါပဲတော့ဖေဖေစိတ်မပုံနဲ့တိလားချီအရန်ကြက်မာတယ်ဖေဖေစိတ်ချနော်သမီးဖေဖေကတော့အရန်စိတ်ပူထတာပဲအဲ့ဒါတော့ဆန်ရှိုင်းလေးရဲ့ဖေဖေကဆန်ရှိုင်းလေးကိုချစ်လို့ပေါ့ကိုလည်းအဲ့လိုစိတ်ပူရမယ်ပပကလေးတယောက်လိုချင်လိုက်တာဦးဟာအချစ်ကိုကလေးမွေးခိုင်းနေရလားဟောအခုချက်ချင်းမဟုတ်ပါဘူးတစ်ချိန်ချင်းပေါ့အဲ့ဒီတစ်ချိန်ချင်းရရှိလာမှာမဟုတ်ဘာလို့လဲကလေးရဲ့ကိုယ့်ရဲ့တွေးတာလေးကိုမမွေးပေးနိုင်ဘူးလားချီကဦးကိုစိုးလို့မှမဝသေးရချီကဦးရဲ့ကလေးလေးအဖြစ်အကြိုက်ကြီးနေချင်နေရကလေးမွေးပြီးရင်ကလေးကိုပဲဦးစားပေးရတော့မှာချီအဲ့လိုဖြစ်မခံနိုင်ဘူးနော်ဦးရဲ့ဦးစားပေးရအောင်ချီတယောက်တည်းပဲဖြစ်ချင်တာ
အဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိကိုယ့်ရဲ့ဦးစားပေးရဆန်းဆိုင်လေးပဲဖြစ်နေမှာစိတ်ချနော်ကလေးတက်ပူပြီးဦးစားပေးရမယ်သူဆိုတာမျိုးကိုဘွားမှာရှိလာမှာမဟုတ်ကို့သွေးသားနဲ့ရှင်းလိုက်တောင်းကလေးရပတ်ချက်မှာကလေးရအခေရပင်ချစ်ကိုသိချက်တာပဲလားအရင်ချက်တယ်ကိုဘွားနဲ့လေးနိုင်တဲ့အထိပဲချီလေဦးအရင်ချက်တယ်ဒီနေ့ကဦးနဲ့တူမရဲ့မင်္ဂလာနှစ်ပတ်လည်နေပါဒါပေမဲ့ဦးလှုပ်တဲ့ရက်များနေလို့သူမအချိန်မပေးနိုင်ခဲ့ဘူးဒါကြောင့်အစားချီစင်းစားထားတယ်လို့မျိုးကတလွဲပြတ်သွားပြီးချီဦးဆောင်စီစဉ်ပေးရဲ့ပွဲမှာဝဲရှယ်ကိုဂုဏ်ပြုဖို့အတွက်အဲ့ဒီဝဲကိုချီတက်ရောက်ခဲ့ဘန်းနူရောင်ဘော်ဒီဖေးလေးကိုမှလက်နဲ့ dress ရဲ့အောက်ခြေပြားလေးပါတောင်းဝင်နုနုလေးပေးနဲ့ဒီဇိုင်းထွန်းထားပြီး dress လေးပေါ်မှာ crystal လေးတွေကိုအနုစိတ်ဖန်တီးထားတဲ့ဝတ်စုံလေးနဲ့နုနုရွရွလှနေရဲ့ချီရဲ့ပါဘာဖြစ်လို့လဲချီဘာလို့တပြင်းနေချနေရလဲဘာမှမဟုတ်ပါဘူးအတန်ဒီတိုင်းပဲငိုကြလို့တိပြီချီအမျိုးသားလွမ်းလို့လားဝတ်ထန်တီးထားပါရဲ့ချီဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ပြုတ်နေပါအဲ့ဒီအဖိုးကြီးကြောင်းလာမပြောနဲ့သူ့အကိုင်းပေါက်ပြစ်ချင်တာမနိုင်လို့ရဲ့မကြခင်မှာပြောရမှာပါချီရဲ့ချီကိုနှိမ့်သိမ့်ပေးရမှာဝတ်တန်းစိတ်ထဲမှာသူမကိုတရားရောက်ကြည့်နေလို့ခံစားပြီးခေါင်းမကြည့်လိုက်စမ်းပါပဲသူမတို့ဝိုင်းတဝိုင်းနဲ့ကြောင်းမှာဘော့စ်ကသူမကိုလာကြည့်နေရသူမနဲ့အကြည့်ချင်းစုံတော့ဘော့စ်ကချက်ချင်းအကြည့်လွှဲသွားတယ်ချီတန်အတောနဲ့ပဲထားရက်လိုက်မိပြီးဦးကပိတ်ကားနောက်ကနေမိုက်ကင်ပေးထွက်လာတယ် Happy Anniversary ပါကလေးကိုဘေးမှာရှိနေပြီလို့ကျေးဇူးတက်ပါတယ်ကလေးရဲ့နှလုံးသားကိုအပိုင်ပေးထားတဲ့အတွက်လည်းကလေးကိုကျေးဇူးတင်ရပြီးပို့ပြီးချစ်မြတ်လို့ရပါတယ်အစားနေအဆုံးထိကလေးတယောက်တည်းပဲချစ်ခဲ့တယ်ဆိုတာတက်တက်လုံးအတွက်ရောက်ပေးပါနောက်ထပ်ရတုအဆက်ဆက်များပါလေကိုဘေးနာမှာရှိပေးပါအောင်အရင်ချက်တယ်ကိုရဲ့ချစ်မွားလေဦးဘယ်ကနေဘလို့ကလေးတက်ကိုရဲ့စီစဉ်လေကိုကကလေးကိုအမြဲအလေးထားခဲ့တဲ့တို့ပါကလေးရဲ့စိတ်ဆန်တော့အမြဲတမ်းဦးစားပေးခဲ့တာပါဝင်းဟာသူမတို့ထောင်လျှောက်လာပြီးချီရဲ့ပခုံးလေးဖက်လိုက်ပါတယ်ဖေဖေနဲ့မေမေတမီးစီလာတယ်လာမှာပေါ့ကိုတမီးလေးဟာအဓိကမဲတမီးဖြစ်နေတဲ့ပွဲမှာမေမေတို့ကရှေ့နေပေးရမှာလေချီရန်ဝမ်းတာပဲဖွားဖွားတို့ရင်ဟိုမှာ Happy Anniversary ပြတူလေးတငယ်ချင်းအေးပါကွာဖွားဖွားမြီကအရင်လှပဲကွယ်ဖွားဖွားမမီပါဘူးတမီးပြောနေရပြင်တော့ဖေဖေတို့ရန်ဝမ်းတာပဲအမြဲပြုံနေရမယ်နော်တမီးစိတ်ချပါကူဒီနေရောင်ကြီးလေးအမြဲတမ်းတောက်ဖဖို့ကျွန်တော်တောင်းဝင်ယူတယ်မင်းကအကူလို့မခေါ်တင်းတော့ဘူးကွာမင်းဘာသာငါတို့နဲ့အသက်သိမ့်မကွာဘူးဆိုငါတို့ကမင်းရဲ့ရောက်ခမတွေဟုတ်ခဲ့ပါအကူဖေဖေဒီကောင်ကတော့ကွာစိတ်တွေဆိုပြီးမျက်နှာကြီးမှောင်ကုတ်သွားတဲ့ဖေဖေကိုကြည့်ပြီးချီသဘောတကျရဲလိုက်ပြီးပါရင်ချီလိုချင်တာဒီလိုမျိုးပြောရှယ်နှွေးထွေးမှုတွေပါပြီးတော့ဦးရဲ့အချစ်ဒါကတော့အထူးတက်လဲတက်မှတ်ဖို့တော့လူမဲမချင်းသူမကမလို့ကျဲတောင်းမှဦးကလုံလောက်တာတက်ပိုးတဲ့အချက်တွေမြစ်တာတွေအကျဉ်းနာတွေကိုသူမအတွက်တက်တာပေးရနေမှာမလို့ပါပဲပရိသတ်များရှင်ဒီကနေ့မှာတက်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်ဆုံးငယ်ကြတဲ့တယောက်ချင်းစီတောင်းလဲကျေးဇူးတင်ပါတယ်ရှင်